င်္ဂလာပါရှင်စိတ်ဝင်စားစရာချစ်စလန်ကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလန်ကောင်းလေးကစာရေးသူဦးငယ်ရေးသားထားတဲ့ဦးရဲ့ပချိုင်လေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe နဲ့နှိပ်သားပေးဖို့တောင်းဆိုပါရစေအသစ်သက်သောဇာတ်လမ်းတွေတင်နိုင်သိရှိဖို့အတွက်ဘေးနား notification လေးကိုလည်းတပါးနဲ့နှိပ်သားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပရိသတ်ကြီးချစ်ရတဲ့ပရိသတ်ကြီးအခုနားဆင်ရမယ့်ချစ်စလန်ကောင်းလေးကဥရဲ့ပချိုက်လေးတဲ့ဟုတ်ကဲ့ပါရှင်ဇလန်ကောင်းလေးတစ်ပုဒ်ဖြစ်လို့အခုပဲတူတူလိုက်ပါပြီးတော့စီမျောနာဆင်ကြည့်ရအောင်လားရှင်မိုးကဖြည်းဖြည်းနဲ့မမဟုတ်ဒီပတ်တိရွာနေလေရဲ့တန့်ကျော်ရမင်းတို့ရွာကမဟုတ်ပါဘူးအဲ့ဒါတော့ကျုပ်ကိုကြီးနေစင်ကားကိုထားခဲ့ဖို့ပြောတာကံကောင်းငါလက်ခွန်းထားခဲ့လို့ပဲရွာသားရောက်ရင်မင်းငါတင်မကရေချီးဖို့တွေကူးတာပေးဖို့ဆရာဝန်သားခေါ်ပြီးတော့ဆရာဝန်တော့မရှိဘူးရွာသူအလှလေးတွေတော့ပေါ်ပါဗျာတော်ပါကွာဦးနေစင်တယောက်ရွာအဝင်ဝမှာမဟုတ်တလန်လုံးညီးလာမိတယ်ကားကိုအတိအိမ်မှာထားခဲ့ပြီးရွာကိုအရေးတကြီးလာလိုက်ရတယ်ဖုန်ကြီးကမွေးရမီကိုမနှက်ပြန်ကြွမှာမို့သာဒီနေ့အမိရှာဖို့လာရတယ်ပင်မလိုက်တာတန့်ကြော်ရကိုကြီးနေစင်ရရွာမိုးရင်းမို့နှုံးမဆိုတသာရစူပြေတပလှပါလှပပအမလေးဗျာတင်စာပြောမနေပါနဲ့တော့မင်းရဲ့စီးတော့ရင်ဆိုင်ကယ်ကိုသာလက်ကင်ငိမ့်ထားမောင်းကျုပ်လေအပူပြောတာမဟုတ်ဘူးသိလားကိုကြီးနေစင်ကရွာမှာဆိုပြူတိုင်းဝိုင်းကြည့်တာခံရမှာသိကြတယ်မင်းတလန်းလုံးဒါပဲပြောနေတာဘာလဲအခုလိုလမ်းဆိုမှသိနေလို့တတ်ဖားလာတာမလားမဟုတ်ပါဘူးကိုကြီးနေစင်ရဦးနေဦးစိန်တော့မိုးစင်ကြောင်ဆူဆွဲတဲ့အနေထားနဲ့ခေစကားနဲ့ဆိုရင်ဆက်စီဆန်ဆန်ကိုကြည့်ကောင်းနေရတော့အမှန်နှစ်ဖူးအထက်ရှည်ချနေတဲ့စပင်တွေကိုတစ်ချက်တက်တင်လိုက်တိုင်းဖွာထွက်ဆင်သွားတဲ့မိုးဆက်တွေကိုတောင်မနာလို့ဖြစ်ချင်းစရာဟဲကောင်တန်းကျော်ရက်ဆန်းဟာဘာဖြစ်တာလဲကိုကြီးနှွေစိန်အာလာလာဟာရက်ပြီဘို့ခါချင်လားမသိဘူးကွာဆိုင်ကယ်ပေါ်ကဆင်းခါလိုက်ရတယ်ပစိုးကိုခပုံတော့မလန့်မကမှရှိလောက်တောသူနှမကိုမမြင်မိအိုးဖွေးလာထွားလိုက်တယ်လို့ခတ်တာပဲရှက်စရာဒီလောက်ကောင်းတာဘာလို့ကြီးကျင်နေတယ်မသိအဘစီထမင်းတောက်လာပို့ရင်ချန်စီနာမှာဟိုခါတီကလုံနေတယ်လို့ကြောင့်ပန်းကုန်လက်ညှိုးလေးကိုသွားနေကြိုက်လို့ကြည်ကွက်လုံနေမိတယ်ဟဲ့ပန်းကုန်တောကုကုတအဲ့ဒီနာမှာနဲ့ဘာလုံနေတာလဲအိုတော့ကြည်နေတာပေါ့အေးမှားလို့ဘာမှမဟုတ်ပါဘူးတော့နင်နော်သွားအခုခြံထဲဝင်ငါလှမ်းထူလိုက်ရဟုတ်ကဲ့ပါတော့ရဲ့တန့်ကျော်ဘာဖြစ်တာတော့ကိုကြီးနေစိန်ကြောင့်လေကိုကြီးနေစိန်ဗျာရုံးနေတဲ့တောသူမလေးတွေအသေးကြွေခိုက်သွားနိုင်တာကိုဘက်နဲ့ဟိုလန်တီလန်လှုပ်ပြတာတော့ရွာကတောသူတွေတော့ယူးကုန်တော့မှာပဲမဲကွာပြောလိုက်ရင်ပေါက်ရှာကင်လို့မောင်းတော့ပရွေးစိတ်ထင်တယ်နားတယ်ကွရဲကြံနေတာပဲဟာဗျာဘာရီလာပြနေရလဲယောက်ျားချင်းကိုကွာမောင်းမီဆိုင်ကယ်ကိုစောင့်ထတော့ဦးနေစိန်မြင်မိတာကတောသူမလေးတယောက်ကိုအတန်ဆာဆာနဲ့ဟန်ဆောင်မှုကင်လို့ပြေးလွှားနေသူလေဟိုအစောကမင်းနဲ့ပြောနေတဲ့မိန်းကလေးကမင်းရဲ့ကောင်းမလေးလားဟာပေါက်ရှာဗျာဘတ်နဲ့ပန်းကုန်ဆိုတာကျုပ်အဖေတူမကျုံနဲ့ဆိုမောင်နှမတဝမ်းဝဲတော်တာဗျလှတာတဲ့ချစ်စရာကောင်းတာနော်အေးနော်ကိုကြီးနေစိန်ကျုံနှမတော့အလွတ်ပေးချင်းကြံတာဘာဖြစ်မင်းကလေတွန့်တိုလိုက်တာတကယ်ဆိုဆွဲလန်းသွားတယ်ပြောရမလားထပ်ပြီးမြင်ချင်းစုံချင်းနဲ့မြင်ချင်းအချစ်လို့ပြောရအောင်လေဦးနေစိန်ဆိုတာအချစ်ဦးတောင်ရှိခဲ့ဘူးတာမဟုတ်လေတော့ရောက်ပြီဖေးရဲ့ဧည့်သည်တော့ရောက်ပြီမိုးကလည်းကောင်းတယ်ဟေ့မြို့သားတော့နောက်နေဖျားတော့မယ်ထင်တယ်ဟေ့မဖျားတော့ပါဘူးဦးလေးရဲ့မင်္ဂလာပါနှွေစိန်လို့ခေါ်ပါတယ်အေးဟေ့ဟဲကောင်သားကျော်ရေချိုးဖို့ရေလေးပစုပေးလိုက်အောင်ရတယ်ဦးလေးသွားယူလိုက်မယ်လာပြီရော့ကိုကြီးနေစိန်ကျုပ်တော့အမတိမ်မှုရှင်သိရင်အသက်ခံထီတော့မှာပဲကြောက်မနေစမ်းပါနဲ့ကွာမင်းလေးပြောငါလေးပြောရအောင်အဲ့ဒီမိမကြီးကိုခောက်ထားလိုက်စမ်းဟုတ်ပြီလားဖြစ်ရလေရေချိုးဖို့နေရာကဒီမှာရေချိုးပြင်ရင်လှဲ့ရတော့မယ်အခန်းတော့ပြင်ထားတယ်မလားအစင်တဲ့ကောင်းရောမြို့မှာလို့ရှေးပန်းနေမဟုတ်ရှေးပလာခွက်ကင်လို့ခေါင်းမဟာလောင်းချရတယ်လောင်ရင်တောကအပူတွေပါရောပါသွားသလားမပြောတာပေါ့သွားတယ်ရေဝအောင်ချိုးပြီးအသင့်ပြင်ထားတဲ့အခါမှာသူများအဝဝပြီးလှဲ့အိပ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့လေမိုးကအကျင်မကောင်းမင်းကြီးမှဖုံးဆက်တာနဲ့အပြင်မှာမိုးကမကြလို့အပင်အောက်မှာခေါင်းကိုရှေခါရင်ဖုံပြောမိတယ်အဲ့ဒီမှာဆက်လန်းစားတယ်မပြေးနေကိုတန့်ဟာဟေးဘာဖြစ်တာလဲမောင်ဘာမှမဟုတ်ဘူးဒါပဲနော်မမအာနားလိုက်တာရှင်
မင်းစားရလားနားလိုက်တာရှင်ကိုတတ်မဟုတ်ဘူးလားတတ်ကြောအဝတ်ကိုဦးဝတ်ထားတာပါတရောင်စီလေးပွန်းသွားတာပဲလာထအာထိန်ရင်ဖတ်ထားမိတယ်လို့ဆိုတော့ထူးဆန်းတဲ့အထီးတွေကအိမ်အောင်တဲ့ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကိုတုန်လှုပ်ခြောက်ခြားသွားစေတယ်မောင်နဲ့တွေ့ခဲ့တာကလွန်ခဲ့တဲ့နှစ်တချို့ကပေါ့ချစ်လို့ဆိုတာတဲ့တနာမိလို့ဆိုရမလားဒါမှမဟုတ်ကို့အတားတစ်ခုကြောင့်ခေါ်လာမိခဲ့တယ်ဆိုလဲမမောင်ကိုတိမ်မှုရှင်ချစ်မိသွားတာကမကြသေးမောင်ဒါကမမမှုရဲ့အမျိုးသားလေနာမီကဟိန်းဆန်ဟုတ်တွေ့ရတာဝမ်းသာပါတယ်ဗျကိုဒါကတိမ်ပြောတဲ့သူကိုချစ်ဖို့နဲ့မောင်ကိုအသုံးချခဲ့တယ်တကယ်ဆိုမောင်နဲ့ထိတွေ့ဘူးတာမဟုတ်မပြည့်စုံတဲ့ကိုနဲ့သဘောမတူတဲ့အိမ်ကိုငွေကြောင်မဆန့်ကျင်ခြင်းတက်ဦးရသောသမီးဖြစ်လို့အချစ်အတွင်းနဲ့မြောင်များစွာသောငွေတွေကိုလက်မလွတ်ခြင်းလေမောင်ကိုအမိခံခင်မွန်းထားလို့ခရီးထွက်တဲ့အယောင်ပြားကကိုနဲ့အတူနေပြစ်ခဲ့တယ်ခတ်တာကစတွေးစားကလို့မောင်တယောက်မဟုတ်တော့ကိုပဲအပြုတ်ပြင်းလွန်သွားတာလားမပြောတတ်ပွဲတက်ခင်မွန်းကိုကြည့်ကအောင်ပြင်ဆင်ပေးမိရာကချောမောတာထက်ပိုဆွဲဆောင်မှုရှိလာသူတရက်ကဖြစ်မယ်ပွဲတက်ပြီးအပြန်မိုးတွေရွာနေခဲ့တယ်မိုးဆူသွားတော့အင်းကြီးယောက်ကအသားဆိုင်တုတ်ခံကြီးတွေကတည်ယူစရာဘာလောက်တာလဲမတူတွေကဟန်ဆောင်လက်ထပ်ထားတာလည်းမဟုတ်တော့ဒီညတော့မောင်ကိုအထန်တလိုက်မိမရိုင်ဖြစ်ခဲ့တယ်မောင်ကအိယာပေါ်မှာလဲဆွဲမဖို့ကောင်းနေသူနောက်နေ့များကိုစီသွားဖို့တုံဆိုင်နေကြတာအမှန်ကိုအိမ်ကမိပါတွေဘာကြောင့်သဘောမကျသလဲဆိုတော့ကိုဟာရုပ်ရည်ချော်တာလေးတစ်ခုပဲကောင်းသူအပျော်ပါမလွန်သူကောင်းတာဆိုလို့တိမ်မှုအိမ်ဆိုတဲ့မိမကိုအယူအမူချစ်တာလေးလောက်သာသိတဲ့အတိုင်းလူဆိုတာဆွဲလမ်းမိရင်လဲတန်တန်ဆွဲဖြစ်တတ်တယ်လို့တိမ်မှုအိမ်အချစ်ဦးကိုယူမတန်ချစ်ခဲ့မိတယ်။အိုးကောင်းလေမင်းရရလားအာအဲ့ဒီနေ့ကပွဲယူပြီးအပြန်တိမ်မှုအိမ်ကားဆောင်စီးတဲ့နေ့ပေစုပ်စုံနဲ့နာကျင်စွာလမ်းဆောင်နေသူလေးကိုတိုက်မိမလို့ဖြစ်ရကစုံစည်းခဲ့တဲ့ရေဆက်လာထနာတယ်ဗျ။အိုတရားတွေမင်းကိုဘယ်သူလှုပ်လိုက်တာလဲ။ကောင်းလေးခါတော့လွင့်စင်သွားတဲ့မျက်ရည်တချို့လက်ကလို့ခေါ်တော့ကြေကွယ်မျက်ဝန်းတွေနဲ့ကြည့်နေသူလူပြိုပေါက်စားလေစေးကန်ကိုမောင်းမယ်နော်ကျွန်တော်မှငွေမရှိဘူးရတယ်မဟုတ်လေမမကားနဲ့မင်းကိုတိုက်မိမလို့ဖြစ်မိတာပဲလေမတိုက်မိပါဘူးမင်းဘာဖြစ်လာတာလဲမမကိုပြောပြပါလားမင်းကိုကြည်ရတာအကူအညီလိုအပ်နေတယ်လို့ပဲကျွန်တော်အိမ်ကထွက်ပြေးလာတာပါကျွန်တော်မိပါမယ်ပါငယ်ငယ်ကချစ်စရာကောင်းလို့မွေးစားခံရပြီမဲ့တကယ်တော့မွေးစားတဲ့အဖေတို့ကသူတို့စိတ်ဒေါသအာသာပြေကျဉ်နှက်ဖို့အတွက်ကျွန်တော်ကိုရိုက်နှက်ကြတယ်ဒါဆိုမင်းအိမ်မပြန်တော့ဘူးပေါ့ဟင်တခြားတနေရာမှာပဲငတ်လို့တည်တည်နေတော့မယ်အကြောက်တရားတွေနဲ့ဝေးရပြေးကျင်တယ်မင်းမျက်ဝန်းတွေကဖြူစင်လွန်းနေကောင်းလေပြစေကံပို့ပြီးအိမ်ခေါ်ခဲ့တယ်ကျေးဇူးရှင်ယာရုခံယူလို့အိမ်မှာတောက်တူမရခိုင်ထားလိုက်တယ်ခတ်တာကအကြည့်တက်လေးရှိနေတဲ့ကောင်းလေးအထူးသဖြင့်ပါးနှစ်ဖက်ကပချိုင်လေးတွေနှွေစိန်လာဆန်းဗျာမမကားစင်နဲ့ဖြစ်ပါပြီမင်းအစောကပြန်သွားတဲ့ငါတငယ်ချင်းတွေကိုဘာလို့မျက်နှာချုံနဲ့ပြုံးပြနေတာလဲဘာလဲမင်းကဖွင့်ကြောင်နေတာလားဗျာမဟုတ်ရပါဘူးဗျကျွန်တော်နောက်ဆိုကိုနေရကိုသိပါမယ်သိရင်နောက်တစ်ခါဆင်ချင်းအခုပဲလေမမဟိုကိုစီပဲလားဘာလဲအဖေတို့ကမင်းကိုလူယုံခတ်ထားကြလို့လားမဟုတ်ပါဘူးဗျာအစောမအိပ်ပဲစောက်ပေးမလို့ပါတကယ်လေစောက်ပေးနေတဲ့သူအဖေတို့မသိအောင်ကုညီပေးတယ်လို့သူပြီးတော့ကြာလေးချောတန်လာတဲ့နှွေစိန်ဟာအဖေအသိအမေအသိနောက်ဆုံးတိမ်မှုရှင်အသိတွေကြားတောင်ရေပန်းဆလာတယ်ဘာများပြောမှလဲအဖေသမီးမောင်နှွေစိန်ကိုဘလို့ပြင်လဲမောင်တယောက်လိုပါပဲဖေဖေတို့မှာပိုင်ဆိုင်မှုတွေတောင်လို့ရှားလို့ပုံတာသမီးသိတယ်နော်သိတာပေါ့ဖေဖေရဲ့ဖေဖေသမီးကိုနှွေစိန်နဲ့လက်ထပ်ပေးခြင်းနဲ့အိုးမပြတ်နိုင်တာသမီးကိုနှွေစိန်ဟာကျွန်းလို့ခါစားမဲ့သူသမီးကိုပုံကံဖို့နေတတာအတန်မာမာနဲ့တောင်ဒီကောင်လေးပြောရမှာမဟုတ်ဘူးကျေးဇူးလည်းကမ်းရမှာမဟုတ်ဘူးဘာတွေလဲဖေဖေရာကျွန်းလို့တမတ်ကိုအဖေတို့အလိုရှိလားဒါပေမဲ့ကိုအကြောင်းကိုမသိတယ်လို့သိလေသဘောတူမှာမဟုတ်မိမတွေကိုချူစားဖို့တဲ့ဆိုတဲ့သတင်းတစ်ခုနဲ့တင်ကိုနဲ့ဒီတက်ဝေးမှာအသေးချာတညာမှာတော့ဒါဘယ်ကပြန်လာတာလဲသမီးအမေလန့်လိုက်တာအမောင်ကြီးတဲ့ဖေဖေရဲ့မီးလေးပါလေးဖွင့်မအောင်မေးတာဖြစ်စမ်းဟိုကလက်ကပြန်လာတာပါဘာလဲဟိုအကောင်နဲ့ကလက်မှာပျော်ပါလာတာလားမလိမ့်နဲ့အမှန်တိုင်းပြောစမ်းအဖေကိုဘယ်သူပြောလဲနှွေစိန်ပြောတာလားမေးတာဖြစ်လေအဲ့ဒီလိုကလေးကဝကောင်နဲ့ဘလောက်တောင်စခန်းထပြီးပြီလဲကွာငါ့ကိုများမခန့်လေးစား
အဖေလက်ပြန်ရိုက်ချက်ကပြင်းနေမူးဝေနောက်ကြည့်ခွေလေးကြမိတယ်နင်အပြင်လုံးဝထွက်ဖို့မစင်းသားနဲ့နှွေစိန်ဒီကောင်လေးတွေပဲလက်ထက်ရမယ်ဒေါသကနှွေစိန်ကိုသာဥတီနေတော့တယ်အသားတွေတဆက်ဆက်တုံနေတယ်ဆိုဖာကုန်းတောင်လေးမှာကြောက်ကြော်လေးထိုင်းနေတဲ့နှွေစိန်အနာသွားလိုက်တယ်သပင်တွေကိုစောင့်စဲပါရီနာတွေပြက်ရိုက်လိုက်တယ်လက်ကိုသွေးစွန်းတဲ့အထိကုတ်ဖယ်ဆိုင်ပြတယ်နောက်ကျောကိုဓာတ်နဲ့ထိုးခံရတယ်လို့အသားတွေတဆက်ဆက်တုံနေခဲ့တာအမှန်ဒါပေမဲ့နောက်တနေ့ရောက်တော့အိမ်မှာအဆောင်နေချထားတယ်လို့နှွေစိန်ကိုလည်းမတွေ့နှွေစိန်ဖဲမှလည်းအိုးဒါကဒေါက်တာကပဲအဖေဘာဖြစ်တာလဲအမေနေမကောင်းဘူးလားနှွေစိန်အတွက်လာတာပါဘာပြောတယ်ဖဲစမ်းပါငါသွားကြည့်မယ်အဆောင်ဘော်ဒီကတ်ကောင်းတွေကိုတွန်းဖယ်လို့နှွေစိန်စီလာပြီးတော့အိယာထမပတ်တီစည်းခံနေတဲ့သူဒါနင်းတက်တာပါတယ်ဒေါက်တာသူအစဉ်ပြေးရလားတိတ်မှုရှင်ဖေဖေဟာတိတ်ဆိုတဲ့အမျိုးမျိုးသားအကဲအနေနဲ့တော့တိတ်ကြောက်တယ်အခုလေကြည့်ညီးအတွန်နဲ့ကျွတ်တို့အရိုက်ခံရတာဘယ်လိုလူလဲမသိသူ့ကိုယ်သူနှစ်ချွတ်လူမိုက်မှတ်နေသလားနေပါအောင်မျက်နာကအစင်းအပဲအထုအထောင်းတန်ရာတွေကညီးပြတဲ့လက်ဆောင်တွေစုကျွန်တော်နှုတ်မလုံလို့ပါဟာဒီလောက်ထူထောင်တပ်ပုတ်ခံရမှာတော့ပြောမိတော့မှာပေါ့သိကြတယ်တလားလောက်တော့ခံမိအောင်နှွေစိန်ကိုလေဒေါက်တာကပတ်တီးစီပီတာနဲ့ပြန်သွားတယ်ကြောက်ရွံ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့သူကနှွေစိန်အနားကိုသွားတော့ကြောက်တုံနေလေရဲ့တနာမိခဲ့တယ်တောင်မှစကားတွင်ဆူနေခဲ့တယ်လို့ကိုနဲ့တိမ်မှုရှင်အခြေရေးမှာသူပဲကူညီခဲ့တယ်မင်္ဂလာဝဲမှာပါတပတ်ကိုနမ်းမိခဲ့တာကလွဲထိတွေ့မှုမရှိခဲ့ပေမဲ့တညတာကုံဆုံးပြီးချိန်ဆွဲလန်းသွားမိတာအမှန်အခုလေဖေဖေမဲကြောင့်မလွတ်ချင်ပေမဲ့အနာကနေပထမဆုံးတရားဝင်ထွက်ခွာခွင့်ပေးလိုက်ရတယ်ဟယ်လိုဟုတ်မမပြောပါဘာဖြစ်တာလဲအစောကအော်တန်းကျော်နှမကြောင့်မှာလမ်းမှာမိုးမိတယ်မမဒါနဲ့တန်းကျော်အိမ်လျှောက်တာနဲ့ရေမိုးချိုအဝတ်လဲလိုက်တာအဝတ်ကတန်းကျော်ဟာဆိုတော့လူမားပြီးဖတ်တာဘာပြောလိုက်တယ်ဘာဖြစ်လို့လဲမမဆေးရောတောက်ထားလားဗျာဟုတ်မတောက်ရသေးဘူးလေမမဆေးတောက်ပြီးအိတ်တရက်ဆက်အလုံးလုံးနေနဲ့ဗျာဘာဖြစ်နေတာလဲတပြားပြားနဲ့ဟိုလေမမအတန်ကချိုနေလို့လေဘာလဲကိုဟေးဆန်နဲ့စကားများလာပြန်တာလားအပိုးတွေအိမ်ပြန်ရောက်နေတာပေါ့ရွာအလှပွဲကိုမောင်ဖခင်ကြီးကမမကိုတက်ရောက်ရမှာတယ်လေအော်ကျွန်တော်လေ3-4ရက်ပါပဲပြန်လာမှာပါအဲ့ဒါမင်းပိုင်းလေဟုတ်ကဲ့မမဖုံးချလိုက်တယ်မောင်ကြောင့်ရှင်တွေခုံလာတယ်ဖုံးထပ်မိလာတယ်တခြားလူမဟုတ်ပြောလေကိုမိမကျေစုနဲ့ကိုအလှုပ်ရှားပြီးပထမဆုံးပြပကိုခီးထွက်မှာဆိုတော့ကိုမေ့မသွားနဲ့နော်ဟိုကောင်စုလေးဆွဲဆောင်တာလည်းမခံနဲ့အောင်မိမကကိုအပိုင်ကြားလားကြားပါတဲ့ရှင်ကြားပါတဲ့တကယ်ဆိုအဝေးကိုသွားမယ်ကိုအတွက်ဝမ်းနေတဲ့နဲ့ဒါပေမဲ့ပျော်နေခဲ့တယ်ဘာကြောင့်လဲချစ်မိနေတာလားပချိုင်လေးနဲ့လင်းတော်မောင်ကိုချစ်မိသွားတာလားဟယ်လိုဟုတ်ကဲ့မမမောင်ဘာလုပ်နေတာလဲဟာလာပြီပန်းကောင်ချော်လဲမယ်လေကွာမမနောက်မှဖုံးပြဆမ်းမယ်နော်ရွာတွေသွားနေလို့မိုးကလည်းပြန်ကျလာတယ်ပန်းငုံနေလားပန်းငုံရေဟဲ့ပန်းငုံအော်ဟင်းနေတဲ့အတန်ကိုမောင်းနေညာသွေးဆက်ချုပ်နေရကထားလိုက်တယ်စပိန်ကရေချိုးပြေးစားမှုမစည်းထားပြဲဒီတော့တင်မအားအထိရှေ့လျာနှက်မောင်တဲ့ဆန်တွေကညာသွေးပြေးထွက်တာနဲ့ညာသွေးရဲ့ကြောပြန်ထက်စော်ကစားနေကြလေရဲ့ဒီမှာခမရှင်ဘာလို့ကောအောင်နေတာလဲခတ်ကြော်တာပဲလူပြောက်သွားလို့ပါဘာပြောလဲရှင်ဘာတူလဲဘယ်တော့ကလဲဟုတ်ကျွန်တော်လိုက်လာတာအဲ့ဒါဟိုလေအိုးစကားကိုဘယ်လိုလုပ်ပြောနေတာလဲရှင်တုံးလို့ဘာပြောလဲရှင်ဒီကမိမပြိုကတိတ်လာလို့ကျွန်တော်စကားတွေပြောမထွက်ဘူးခတ်တော်တာပဲအိုတော့ကဲပြောပါဘယ်လိုပြောက်သွားတာလဲသူတို့နဲ့ရွာထဲလိုက်လာတာဒါကိုသူတို့ကျွန်တော်ကိုထားပြီးဘယ်လန်းကသွားလိုက်တာလဲမသိဘူးနေပါအောင်ရှင့်ကိုဒီရွာမှာမမြင်ဘူးပါဘူးအသားကလည်းခက်ဖွေးမြို့ကဧည့်သည်လားဟုတ်တယ်ဗျအော်ဒါကြောင့်လူပြောက်တာမဟုတ်ပဲရှင့်ဟာကလမ်းပြောက်တာပါဘာတူလဲပြောလမ်းညွှန်ပေးမယ်တန့်ကျော်နဲ့ပါတဲ့အော်ပန်းကောင်ရှင်ဘာလို့လဲဟင်းဒါဆိုညာသွေးမကူညီနိုင်ဘူးခမပြောချင်တာပြောပြီးအိမ်ထဲကိုပြန်ဝင်သွားလေသူကိုမသာတန်လန့်ကြီးကြံရစ်ခဲ့တယ်အသားကတော့ညူတယ်စမြက်ကစားကတော့အယုတ်ကလေးကလှတယ်ပြောတာရုံလောက်အနီးကမျက်နှာကြတော့ဘယ်ဟာဟုတ်စားမျက်တောင်တစ်ချောင်းချင်းစီကိုကြည့်ရင်အသက်ရှူရက်တန့်သွားရလောက်တဲ့အထိချောလုံးပါတယ်
ရှောက်ကစောင့်မိနေတယ်မိမလာလေးကိုကြောခိုင်လို့ထွက်လာမိတယ်ဒါပေမဲ့လည်းအနောက်ကနေပခုံးကိုပုတ်တော့လန့်သွားတာအမှန်ဒီမှာညာသွေးဈေးဝယ်သွားမလို့လမ်းပြမယ်ဒါပေမဲ့ညာသွေးလမ်းပြလိုက်တာလို့တော့ဘသူမှမပြောနဲ့ဟုတ်ကဲ့လိုက်ခဲ့အစီကနေငွေဆက်ကူလေးတွေကိုင်းရေတံဘူးတပူကိုကိုင်းလို့သွားနေသူတလွင့်လွင်လေးအဟုံမှာပြောနေကြတဲ့တောသူမလေးရဲ့စံတွေတွေကမချစ်ဘူးသေးသူရဲ့ရှင်ကိုခုံစီတာအမှန်ဒီရွာရောက်မှကြောက်သားထွန်းနဲ့ဒီနှလုံးသားဘာကြောင့်ပွေပေါက်ချင်နေတယ်လဲမသိဒီလအတိုင်းတဲတဲ့သွားကွန်းရဆိုင်လေးရှိတယ်အဲ့ဒီနာရောက်မှညာဘက်ကိုချိုးလိုက်ဟုတ်ကဲ့သွားတော့နော်ဟိုလေနာမည်ကညာသွင်းနော်ကျွန်တော်နာမည်ကຫນွေစိန်ဦးຫນွေစိန်ပေါ့ခေါင်းဆက်ပြလို့သွားလို့ရသွားလေသူညွန့်ပြလိုက်ရလမ်းကိုသွားရတော့ခြေလမ်းတွေကအသက်မပါအနောက်သာလှဲထွက်ချင်းနေလေရဲ့ဘလောက်တောင်စိုးလိုက်တယ်လေကိုကြီးຫນွေစိန်ဘယ်ကပြန်လာတာတော့အေးပန်းကုန်လေးရွာထဲလိုက်ပြရင်ဘယ်ဟိုသွားလို့ဘယ်ဟိုကိုးတယ်မသိဘူးကွာငါမယ်မျက်စိလေးကျန်းနေကြတာပန်းကုန်ကတော့မှွေပြီဒါပေမဲ့လေတန့်ကြော်လာအောင်ဘာများလဲလာတိုးတိုးတိတ်ပြောချင်ရင်အပြောက်သွားကြမယ်အေးကောင်းတယ်ကွာလာဗျာကဲပြောစမ်းပါအောင်မဟုတ်မှလွယ်ကျွတ်တို့ရွာကတောသူအလှလေးကိုတွေ့ခဲ့သလားငါတွေ့ခဲ့တယ်အခုတောင်ထပ်မြန်ချင်သေးတယ်ယောဂါကတော့စပြီကြုံမြောက်ပြီးမိတာမှားပြီနဲ့တူတယ်တန့်ကြော်ဗျာမင်းညသွေးဆိုတဲ့မိန်းကလေးကိုသိလားရှင်းနေလားမင်းရဲ့အမျိုးလားသွားပြီဘာလို့လဲသူကအပြူလားအပြူပေမဲ့ဘလို့ပြောရမလဲရွာရဲ့အပေခံဘာပြောတယ်ကွညာသွေးကလှလုံးနေဒါကိုအပြူတောင်မဖြစ်သေးခင်ကိုကြီးစိန်ဘသူမှတော့မပြောနဲ့နော်မင်းကလည်းပြောမှသာပြောစမ်းပါကွာပန်းကုန်အဖေပေါ့ကလေးကိုမဖွေမရလှုပ်တယ်ဒါကိုသိတော့ညာသွေးလေးဖေးကဓားနဲ့လားတွေ့တာကံကောင်းလို့မသေးတယ်အခုတော့ပန်းကောင်အဖေလည်းအရက်တောက်တဲ့ကောင်းကျိုးနဲ့သေးပြီဟေးညာသွေးအဖေထောင်ကျသွားတယ်ညာသွေးကိုလည်းရွာကောင်တွေမငန်းကြဘူးငန်းရင်တခုလက်မုတ်ဆိုးဖို့ပဲတကယ်တော့ညာသွေးပြင်မှာမဟုတ်တာညာသွေးဘွားကတနာစရာပါလားကိုကြီးຫນွေရှင်လေးစင်ချင်းညာသွေးကိုရှောင်ပါပြီးတော့ပန်းကောင်ကိုလည်းရှောင်တော်ကြနေမမသိမ်မှုရှင်သိလို့ပန်းကောင်မကုတ်ချိုတက်နေရအောင်မယ်ချစ်မိသွားပြီဘာပြောလိုက်တယ်ငါညာသွေးကိုမြင်မြင်ချင်းသဘောကျတယ်မလို့ပါနဲ့ကိုကြီးຫນွေရှင်ရမမသိမ်မှုရှင်အကြောင်းလည်းမသိတာမဟုတ်ကျုပ်တက်တောင်ကိုကြီးຫນွေရှင်သိတာကိုတော်ဗျာထပ်မဆုံးသေးနဲ့မရတော့ဘူးကိုလူခတ်လေးပြီမခတ်ပါဘူးမင်းလေငါနဲ့မမအကြောင်းအတွင်းကြကြသိတာပဲလေမှန်ပါတယ်ကိုကြီးຫນွေရှင်ကိုဒါကြောင့်လဲခင်ပါတယ်တနာတယ်ဒါပေမဲ့ညာသွေးဘဝလေးပြန်ကြည့်လင်းစမနှောက်ချင်ပါနဲ့တော်ကြနောက်သွားရင်ကျုပ်ထင်ရင်မှားတာမဟုတ်ယူမတက်ခန်းစားသွားရလိမ့်မယ်မင်းညာသွေးကိုသဘောကျနေရလားမဟုတ်ပါဘူးဒါဆိုရင်ညာသွေးညီမလှသွေးနေကဟိုလိုတီလိုဟေးဒါဆိုပွဲတာပြီးပြီလေကွာမပြီးဘူးလေဗျာကျုပ်ကလူပြိုစစ်ရှေးတောင်မရောသေးဘူးဒါကတော့ငါမမကိုမချစ်ဘူးတရက်ကွာပြစ်မှာပြီးရင်ညာသွေးကိုလက်ထပ်မယ်တော်ယုံယူစမ်းပါဗျာဖုံးလာတယ်တိုးပြောဟယ်လိုမမပြောလေမမကုနာကိုလိုက်သွားရမယ်တက်လားလောက်ပဲဟိုမှာသူနေတာထိုင်တာအစင်ပြေမှပြန်လာမယ်အဖေကိုဘလို့ပြောထားလဲမမတငယ်ချင်းအရေးပေါ်ဖြစ်တာလို့ပြောထားတယ်ဒါပဲနော်မောင်မမနှက်ပြန်သွားမှာမမမရှိတော့တိတ်ကဲမနေနဲ့ဖုံးဆက်မှာအမြဲကင်ကြလာမမသာဂယုစိုက်ပါဖုံးချလိုက်တယ်ဖုံးချတာနဲ့ပျော်ကောင်းနေတော့တစုံတယောက်ကိုမြင်လိုက်ရတယ်တခြားသူကိုမဟုတ်ညာသွေးလေးကိုလှလိုက်တာညာသွေးလေးရဲ့ဟိုမှာဟေးကိုကြီးနေစိဗျာမြောက်ပေးမိတာတော့မှားပြီထင်တယ်ညာသွေးထင်တယ်ဒီလိုဖြစ်မယ်လို့ရှင်နော်မလိုက်လာနဲ့ရှင်ဘာသာတိတ်ခါကြမှာဒီကညာသွေးကိုအပြစ်လာမလုံးနဲ့ညာသွေးတို့ကအစည်းလုံးမထင်နဲ့ဘယ်သွားမလို့လဲညာသွေးကအဝတ်သွားဖို့မလို့ကြည့်ပြောနေတာနော်ရှင်ဒီမှာပဲဆက်နေခဲ့လှသွေးကလည်းဘေးကိုသွားနေမှမသိဘူးဥလိုက်ပုံမယ်လေမပို့ပါနဲ့ရှုပ်ကူကရှင်ညာသွေးအကြောင်းမသိသေးလို့ကတ်တာသွားပါရှင်ဝေးသွားနေစမ်းပါကောင်းပြီနောက်တန်နေနဲ့ပါပြီးပြောတော့အနောက်ကခြေတံကပျောက်လူအနောက်ကိုလှည့်ကြည့်ချင်ရလောက်အောင်ဆွဲဆောင်နိုင်သူကိုကြော်ပြီးရှောက်နေရတဲ့ခြေလမ်းတွေကအသက်မပါမမအမလေးမိလာတဲ့ညီအေမိန်ကလေးတဲ့
လာရော့ဒီအထဲသွားဖို့နင်းလောက်တာနဲ့ငါရဲ့မရှိမဲ့ဖောက်တယ်လေးတွေပျောက်တော့မယ်မမကလည်းအတူတူလိုက်ခဲ့လေအိုးရှက်တော်ပြီသွားတော့မယ်လာပါစို့တရွာလုံးမမကိုအမြင်ကြည်လာကြပြီပြီးတော့မမအမားကျနေတာလာအိမ်ရှင်သားတွေလိုက်ဖို့မမညီမကအပြုတ်ပေါက်လေနော်အမလီဖြစ်ရလေအပြုတ်မလေးမို့ပဲမိန်ကလေးတဲ့ညီရွာရွတ်ကိုပေါင်းနှံ့နေအောင်သွားနေတာများငါမသိရင်ခမဲဟောရောက်ပြီသွားပို့လိုက်အောင်မယ်လှသွေးကိုစောင်းနေပြီးတော့ပြန်နေဟိုလူချောချင်းနဲ့တွေ့မှဆိုတော့မတက်တာတဲ့အစုံအရက်ဆိုင်ရှိလမ်းကနေပြန်ကြတယ်အမှုသမားတွေခက်ထစ်တွေစချင်ပေမဲ့အလူလူရောက်လာတာကမတ်တော်တန်ကျော်စိတ်မဆိုးပါနဲ့အမယာဟိုလူတွေမနှောက်အောင်ကျုပ်လိုက်ပူတာပါနင်းတို့တော့အနေရထိုင်စင်ချင်းအမေသာသိရင်နင်းတို့မလွယ်ဘူးကြားတယ်နော်ကိုကိုသားဘာလေဟာငါဘာလုပ်လို့လဲမမသိလားသူအခုတော်လှသွေးကိုလာဖတ်တယ်ဘာပြောလဲလန့်တာဗျာတခါတလေပါအမယာလှသွေးနေနော်တော်ပြီအမေကိုဖွင့်ပြောတော့မယ်မလုပ်ပါနဲ့အမယာရှစ်ကြီးခိုးပါတယ်ဟာသွားပြီမေ့နေတာဘာမေ့တာလဲတန်ကျော်ဧည့်သည်မူးနေပြီလားမသိစိတ်ပြတ်မိတာအမှန်ထင်တော့ထင်တာပဲအမှုသမားတဏှာယူလူကြီးပဲဖြစ်လိမ့်မယ်လို့အိမ်ကိုညီမနှစ်ယောက်ပြန်ပြီးတဲ့နောက်အငယ်မလှသွေးဟင်းချက်နေခဲ့တယ်ညာသွေးကတော့ဈေးဝယ်ဖို့ထွက်လာခဲ့တယ်ရရလားကိုကြီးနေစိန်အိုးစွန်းစရာညာသွေးနှာခေါင်းစုပ်ပြီးကြော်တက်လာလိုက်တယ်အမှုသမားဆိုပိုတောင်မုံနဲ့အတိတ်ဆုံးမှာအဆက်ဟာလဲညာသွေးရဲ့မဟာဆန်သူမဟုတ်ဘူးလားဒီရွာမှာဆိုညာသွေးဆန်သူကနှစ်မျိုးတည်းပန်းကုံတို့အတိုင်းဝိုင်းနဲ့အရက်ဆိုင်ကနေခရမ်းညင်သည်ကြက်သွန်ပြူကျင်းတက်ဝယ်လာပြီးတယ်ပြန်တော့အတုပ်ဆိုင်မှာထိုင်းနေသူမကြည့်ဘူးလို့ဆုံးဖြတ်ပေမဲ့ကျောပြင်ကအစယောက်ျားပိတာနေတဲ့လူကြီးအနောက်ကိုတစ်ချက်လှည့်ကြည့်ပြီးတော့ตาရိုင်းတစ်ကောင်ကသားကင်ကိုခုံအုပ်ဖမ်းတော်မလို့အကြီးနဲ့ရှင်တွေလည်းဖိုးပါပြီခုံပါပြီကြည့်မိတယ်ကိုပြင်းနေကိုမို့ချက်သိမ်းထားလို့အိမ်ကိုပြန်ဖို့ခြေဦးပြန်လိုက်တယ်ဟိုအတန်ကစီဝေဝေလှည့်မကြည့်ရဲ့ကြောက်တယ်ရှင်တုံတယ်ညသွေးခေါ်တန်းကဩသာအာနာပြင်းတယ်လို့မို့ညသွေးခြေလမ်းတွေစက်တန့်သွားတယ်တောင်လေးဆက်နေပြီးတော့အနောက်ကခြေတန်းကညသွေးအနာတိုးကပ်လာတယ်လေအဝိမှာညသွေးနားလေးအနာတစုံတစ်ခုနီးကပ်လာတယ်လို့ညသွေးမုံနဲ့အဆက်နံကမနံမဲတင်းနေတော့တယ်တူးတူဖွားဖွားလေးပြောပြီးဥမျိုးသားကြီးကခြေလမ်းမအောင်လှမ်းကထွက်သွားတယ်ညသွေးစိတ်တွင်ပြုံးမိတယ်အိမ်ရောက်တော့ဝင်လာတဲ့အထုပ်လေးကိုချလို့ပန်းယုံတွေဘက်ပြေးမိတော့တယ်နားတဲ့ကြားရောက်နေရလေးကိုနားဆောင်မိတိုင်းဆဲပြုံးမိတယ်ပါတဲ့ဖြည်းဖြည်းလှတယ်ဒီလူသားကကြွေတတ်ပါတယ်တဲ့ရက်တော်တန်ကြာပြီးတဲ့နောက်ညသွေးပထမဆုံးပွဲဥထွက်ဖြစ်တဲ့ပွဲလို့ပြောရမလားရွှာဦးကျောင်းကဘားကကျောင်းလေးမှာဆရာမလေးလှုပ်ရင်အလူကိစ္စကိုကူညီပါဝင်မိတယ်အလူဓာရကလေးကိုညသွေးသားမကပြိုးအိုမိမသားတွေငေးကြရတာအမှန်ချောပါတော့ခန့်ပါတော့ပိုပြောရရင်အကြည့်တက်လေးနဲ့မျက်နာကကြည့်ကောင်းတာထက်ပိုနေပါတော့ပေါ့ညသွေးအလွတ်ထားရကချောတယ်အေးနော်မေအောင်တော်နော်ကျုပ်အခုမှလူရပြန်ဝင်တာအေးစိနေပြစေအေးပါအေးငါစိတ်ထင်နေလို့လားမသိဘူးနင့်ကိုအဲ့ဒီလူကျော်ကလှမ်းလှမ်းကြည့်နေသလားလို့စိတ်ထင်တာနေမှာပါအေးမေအောင်ပြောမှရှင်နေတို့လို့ခုံမိတယ်စတိတ်ကော်လန်လက်စီလေးနဲ့လူကြီးပူလို့ထင်ရဲ့လက်စီကိုအပေါ်ခောက်လှန်တင်တော့ဟင်းရွက်ချွေးနေတဲ့အမျိုးသမီးဝိုင်းမှာအာမေလေးတန်တချို့ထွက်ကုန်ကြတယ်ဟုတ်တော့လေဟုတ်တယ်တွေ့ကြောတွေကိုတုံယုံအမြင်ဝါသူတောင်မြင်ရလောက်တယ်တခါကမပြန်ခင်ဦးမျိုးသားကြီးစွာခဲ့တဲ့အပြူရိုင်းလေးရေခုံတန်တွေကအခုတော့ဖုံးမနိုင်ဖိမရဒါပေမဲ့မဖုံးလို့မဖိလို့လည်းမဖြစ်တရင်ကြတည်တဲ့လောက်တော့ဦးမျိုးသားကြီးဟာအိမ်အောင်သေးတယ်လေစောင့်စည်းရလိမ့်မယ်ဒါကြောင့်မကြည့်ပြအောင်ထိန်နေရွာထဲကလူတွေညသေးကိုထပ်ပြီးကြောင်ထိုးထားမှစိုးရိမ်နေလူကြောက်လို့ဆဲတန်းပြီးပွဲပြအောင်မတက်ခဲ့စက်ချုပ်လေးတင်ဝင်ရတော့အိမ်တွင်းအောင်လို့နေခဲ့တယ်မတန်းနဲ့အပြူရိုင်းလို့သာကဲ့ရကြသလိုမေထုခေါ်ပြောမလှုပ်ချင်ကြပေမဲ့အဝတ်ချုပ်ဖို့တော့မြို့ကိုမသွားကြသွားလည်းမသွားနိုင်ညာသွေးစီမှာပေးရတဲ့ချုပ်ကထက်နှစ်စားဆိုတော့ညာသွေးစီသားချုပ်ကြတယ်အိုးဟေ့အော်ကလေးတွေဦးလည်းထိန်းတာမရဘူးထိုးကုန်ကြတယ်ကိုရင်လေးနဲ့ကလေးတယောက်ထိုးကြကြကြတော့ညာသွေးပစ္စည်းပို့ရကအပြန်ဝင်ဆွဲရတယ်ကလေးတယောက်ကိုထွေးပတ်ထားသူအိုးဒီကစိတ်ရဲ့အဝတ်တွေပေးချမ်းကုန်ပြီကလေးတွေကိုညာသွေးနားဝင်အောင်ပြောတော့ပြေးလေသွားကြတယ်
မပြေလေတာကသူတို့နှစ်ဦးဦးကိုရှောင်းနေတာလားညာသွေးဒီနေရာကကျောင်းဝတ်ရှိဘက်ကကြာကန်လေးနှစ်ပေမှာဖြစ်တယ်ညာသွေးကန်ထဲကငါးဘွက်တန်ကလွယ်ဦးမျိုးသားကြီးပြောတဲ့ကိုသာကြားတယ်မဆောင်ရပါဘူးတော့ဦးလေညာသွေးကိုတောင်းပန်ပါတယ်အဲ့ဒီနေ့တုန်းကတတိလွတ်သွားမိတယ်တကယ်တောင်းပန်ပါတယ်လူတန်သူတန်တချို့ကြားတဲ့နောက်တုံပြန်စကားမဆိုတော့ပဲညာသွေးတယောက်လှည့်ထွက်လာမိခဲ့တယ်နောက်တနေ့လဲတိတ်တကူကြည့်မိတယ်အလူကြီးနေမှာစီကားတယ်တီးဝိုက်တချို့ပါတယ်လို့စိတ်အကားနေပါဖြော့ပြတော့ဖုန်ကြီးကြောင်ဝင်တဲ့လူတွေပြေးဆန်နေခဲ့တယ်ညာသွေးအရှင်အိုးလှုပ်ပါလက်ကိုဆွဲကခေါ်တော့စပင်ရှိကြီးနဲ့ကောင်းမလေးခင်ဗျာဥတူတူလေးပသွားတယ်လှုပ်ပါဆိုနေတယောက်မြင်သွားရင်ညာသွေးကိုအပြစ်ပြောကြလိမ့်မယ်သိပါတယ်ဒါကြောင့်လေအေးပါလေရှောင်ရင်လေဦးဘယ်တက်နိုင်မလဲဟိုညနေဆိုဦးပြန်တော့မယ်ဒီတော့မပြန်ခင်ဦးရဲ့ရှင်တွင်းခံစားချက်လေးကိုပြောပြခဲ့ခြင်းနဲ့ဟင့်အင်းမပြောပါနဲ့ညာသွေးအတွက်ကသူများအိမ်တော်ရေးကိုဖျက်ဆီးရလောက်တဲ့အထိယောက်ျားမရှားပါဘူးသွားတော့မယ်နော်ညာသွေးပြတ်သားခဲ့တယ်အိမ်ကိုပြန်တယ်အလုပ်လည်းမလုပ်ချင်သေးတော့လှဲအိမ်နေလိုက်တယ်အရေးတွေပြဿနာကတက်တော့တယ်ဘာပြောလိုက်တယ်အမေငါတော့လေထောင်ကထွက်လာမယ်ညီရဲ့ဖေကိုဘယ်လိုမျက်နှာပြရမှာလဲသူ့သမီးတွေထင်ရင်ဓားကြီးပါဆိုနေမှတန့်ကြော်ပဲဖြစ်လိုက်မယ်အမေသွားပါပြီအေးကပ္ပစံဘက်ကူမှတမတ်တော်ရမှာတယ်လားခတ်တော့တာပဲအဲ့ဒီအိမ်ကသားနေများမိလာတွေလိုက်ပြေရတယ်လို့ညနေတောင်စောင်းတော့မယ်တန့်ကြော်အိမ်ကိုသွားမေရင်ရောအေးညီးသေးကြရင်အမေနဲ့သွားမယ်သိကြတယ်အမေလှသွေးမှာချစ်သူကြီးသားဆိုလို့တန့်ကြော်ပဲရှိတယ်သမီးမိုက်သားအမေနေရောက်လိုက်သွားတော့လမ်းအကွေမှာမြန်လိုက်ရလေသူဦးမျိုးသားကြီးလူကိုမုန်းလိုက်တာလားမသိတမေတမောငေးကြည့်သူကိုတောင်တစ်ချက်လဲမကြည့်ပြန်သွားလေပြီအစီတဲ့လှသွေးကိစ္စနဲ့မမြင်ချင်သူကိုမြင်ရတယ်တခြားမဟုတ်ပန်းငုံကိုဘာလဲဘာလာလောက်ကြတာလဲထမိန်ကစားတင်ပြီးတော့ဘာလဲရှင်တို့ကထောင်နှန်းဆန့်ချင်လို့လားအောင်မဲတကိုးကလူပြန်ဟဲ့လို့ဘယ်မလဲငါသမီးနင့်ကိုဝမ်းခွဲကောဘယ်သွားသိနေလဲအတော်စကားကိုသေးချပြောမဆိုင်နဲ့ပန်းကုံလဝါကကြီးကြီးငယ်ငယ်ညှားနေမှာမဟုတ်ဘူးနော်အမေလောက်ကြည့်လိုက်စမ်းပါလုံးသက်ပြမယ်ဘာမှတ်နေလဲအောင်မေအဖွားကြီးပန်းကုံစောင်းអော်လိုက်တဲ့ညာသွေးရဲ့အတန်ကြောင့်ပန်းကုံရောအမေပါလန့်သွားပုံရတယ်တန်းကျော်အဖေပါထွက်လာတယ်ဘာမှသိပုံမပေါ်ဘာများဖြစ်ကြတာလဲကွယ်လာအထဲကိုလူပြောစရာဖြစ်အောင်ဟိုကောင်မလေးသွားနင်းအိမ်ပြန်အမွေမလေးပန်းကုံညာသွေးကိုပခုံးကိုတိုက်သွားခြင်းပေမဲ့ညာသွေးဆောင်လိုက်တော့အရှိဟတ်တို့လဲကြလို့ပန်းကုံချီဆောင်ထွက်သွားတော့တယ်လာကြဗျာကျုပ်ပဲမျက်နှာပူပူနဲ့တောင်းပန်ပါတယ်မနေ့ညကตาကျုပ်ကိုပြောတယ်သူတို့မှားမိတယ်တဲ့ရှင်မှားတယ်ဆိုတာကဘာပြောချင်တာလဲဦးလေးသူတို့မှားတယ်လို့ပဲဦးလေးကိုပြောတယ်အစောကကားနဲ့ตาလှသွေးကိုခေါ်သွားတယ်ဟိုကြတထေးအိမ်မှာအလောက်တူလောက်ငွေစုကြမယ်ပြောတယ်ตาကသဘောမတူမှဆိုတော့အခုလိုဖြစ်သွားတယ်ပြောရမယ်ဘာဖြစ်ကျွတ်တို့ညီအကိုတွေကြောင်းနေတော့ခမည်းတော်မိသားစုကိုထပ်ပြီးဒုက္ခမဖြစ်စေချင်တော့ဘူးလေအမေငိုးနေတယ်ညာသွေးလေးဘာပြောရမလဲမသိခေါင်းငိမ့်တာမငင်းတာပဲပြန်လာခဲ့ရတယ်အိမ်ကိုကြောက်တော့အမေကိုစီးတိုင်ပြုစုရတယ်ညမောင်တော့ကောင်းကင်ကလာချမ်းကွေကိုမော့ကြည့်မိတယ်ဒါပေမဲ့စိတ်အာရုံမှာတော့လူတယောက်ကိုသာမြင်နေနောက်တနေ့ဖုန်ကြီးကျောင်းကိုသွားတယ်စတင်ပေးပြတယ်ကလေးတွေကရုပ်လေးလာတယ်လို့စပင်ရှိကြီးနဲ့မြမဆန်ဆန်လှတဲ့ဆရာမလေးကိုချစ်ခင်ကြတယ်တင်ကြတဲ့ဘက်အာယုံများလိုက်စမ်းချုပ်လိုက်နဲ့အချိန်ဘလောက်တောင်ကြာသွားတယ်မသိလှတွေအတော်တန်ကြာတော့ဖုန်းကြီးနဲ့လိုက်လို့ဆရာမလေးနှစ်ယောက်လိုအပ်တာမြို့ပေါ်ဈေးဝယ်သွားတယ်မြို့ကိုရောက်တော့မြို့သားကြီးကိုလွှမ်းတယ်တကယ်လို့လူဖြစ်နေခဲ့ရင်ညာသွေးဘက်ကချစ်ရေးဆိုမိလိမ့်မယ်အခုတော့မြို့အပြန်ပစ္စည်းတွေချမဲ့သူမရှိတော့ညာသွေးတို့ဘာသာချဟဲ့ထားရဲနဲ့မောပန်လွန်နဲ့ရွာထဲပြန်တော့ညနေတောင်စောင်းနေလေပြီအိမ်ကိုဝင်တော့ဧည့်သည်ရှောင်းနေတယ်လှသွေးမမဖဲငါ့ကိုမကင်နဲ့ကျုပ်အမပါအမရဲ့အခုလေအမညီမကိုဝင်နဲ့မို့ပြန်လာတာပါနင်တို့ဟာလေမင်္ဂလာပွဲတောင်မလောက်ဘူးပေါ့အောက်ကျလိုက်တာလှသွေးရဲ့ရုံးတက်လက်မှတ်ထိုးလိုက်ပါတယ်မမရဲ့ဘိုက်ကတိတ်မပေါ်သေးတော့မင်္ဂလာဆောင်ဖို့မမတို့စီလာခွင့်တောင်းတာပါအိုအေးဒီလိုဖြစ်နေမှာငါတို့ကညင်တော့နဲ့မဘိုင်းနဲ့စိတ်ပြက်စရာပါအေးမမညာသွေးအိမ်ထဲကနေထထွက်လာမိတယ်လိုက်မလာနဲ့ပျော်ပျော်ဆူဆူစိတ်တွင်ရင်ပန်းယုံနေပါထွက်လာတော့လူတယောက်အရက်နံကအဝေးကနေတောင်းရှာတယ်ဟာဟို sorry
နည်းနည်းတန့်ကျော်နဲ့လိုက်လာတာလားဆိုတော့အကျွားဦးပြောတော့ခွင့်ပြုပါတယ်တဲ့ဒါနဲ့အဆင်ပြေပြီးတင်လို့ဦးအပြင်ဘက်ထွက်နည်းနည်းကင့်နေတာဦးရောအဆင်မပြေလို့လားဟေးအဆက်တွေတောက်ပေမဲ့ဦးကမူးမမမိုးပဲဦးရဲ့မျက်လုံးတွေထဲမှာနာကျင်တရားတွေအစမ်းများတယ်ညသွေးဦးနေစင်ချစ်ရတဲ့မိန်းကလေးအနာတိုးကပ်သွားတယ်မျက်ဝန်းချင်းအကြည့်ချင်းစုံတော့မျက်ရည်ကျတဲ့ကောင်မလေးဘာဖြစ်တာလဲကွဦးကိုပြောပြလေဟင့်ခေါင်းလေးခါရန်တော့ပလဲဦးလိုမျက်ရည်ဆက်တချို့ပေါက်ကຫນွေဦးစိန်ရှင်ဘက်ပေါ်လွှင်းဆန်လာခဲ့တယ်လက်တွေတုံရီလာတော့ချစ်ရတဲ့မိန်းကလေးအနာကနေလမ်းလျှောက်ကြော်ခိုင်းထွက်လာခဲ့မိတယ်မမကျွန်တော်ပြတ်သားပြရစေကလေးမလို့ချင်းပေမဲ့ရသွားတာကတော့မတက်နိုင်ဘူးမောင်နဲ့ဖြစ်တာကကြာလှပြီအခုလိုလာတော့ကြာမှစားတာကိုကျွန်တော်နဲ့စားတာလို့တော့မမအမိမတက်ဘူးမလားမောင်ကလည်းမောင်နဲ့မမကလင်မယားတွေလေဟန်ဆောင်လက်ထပ်ထားတာလည်းမဟုတ်အခုဟာကလည်းကိုဝင်ရှိတာနဲ့လူတကာကမောင်နဲ့စားတယ်ပဲထင်ကြမှာမလားမမတို့ဟာကျွန်တော်ရဲ့ကျေးဇူးရှင်မှာကျွေးခဲ့မွေးခဲ့တာတွေအတွက်ကျွန်တော်ကျေးဇူးမကောင်းဝမှာဘူးဒါပေမဲ့ဗျာမင်းဘာလို့ကျင်လဲဘာလို့ကျင်လဲပြောဟုတ်တယ်ကိုနဲ့စားတဲ့ကလေးဖြစ်နိုင်တယ်ဒါပေမဲ့မောင်လေးအတီတာမမကိုကိုဘလောက်ချစ်တယ်ဆိုတာနော်မောင်သိပါတယ်သိလို့လေမောင်မမနဲ့အပေးယူတကူလှုပ်ချင်တယ်ပြောလေမောင်ဇွာလေးတွေမှာသွားပြီးစာပြချင်တယ်အော်မောင်ရဲ့ဘာများလဲလို့ဒါကိုအထူးဆန်းလုပ်နေမမအစီအစဉ်နဲ့အန်ကြဖြစ်ပြီလေခရီးထွက်မယ်လို့ပြောတယ်မလားကိုကလူတစ်မျိုးသိလားသူ့ကလေးကိုသူ့လက်နဲ့ပြုစုဆောင်ရှောက်ပြီးမွေးချင်တာလေတစ်နှစ်လောက်ပါပဲဒီတော့မောင်လှုပ်ချင်တယ်လို့မမတို့ကွဲတယ်လို့နေကြမယ်တကယ်တော့မကွဲဘူးပေါ့တကယ်သာအဖေသိသွားရင်မမကိုအမှုန့်ကျိတ်တက်လိုက်မယ်တကယ်လို့မမလူကအတူတူနေသွားချင်ပြီဆိုမမဘယ်လိုလုပ်မလဲဆုံးဖြတ်ရတော့မှာပေါ့မောင်ရဲ့အခုတော့မောင်ကိုမမဆိုင်နာမယ်နော်တရံလို့တရုတ်တူအောင်လာမျက်နှာတက်ကတန်ရာတွေနာကျင်ပွဲကောင်းပြီမယ်ကြည်နူဖို့ကောင်းတယ်အရေးတဲ့စိန်လက်စွပ်ချေရကပါတတ်ထင်းနေတော့ရောက်ကမကြီးခမစိတ်အတော်ဆိုတာအမှန်ဒါကြောင့်လေကိုတန်တရားကဲကဲနဲ့လွတ်ရှာတဲ့အစင်မပြေတဲ့အခါပြန်လာပါလို့မှားလေသေးမမပေးလိုက်တဲ့ငွေတုပ်တချို့ရဲ့အဝတ်တချို့ရဲ့ယူလို့ချစ်မိတဲ့အချစ်ဦးမိန်းကလေးစီຫນွေစိန်ထွက်လာခဲ့မိတဲ့သွားပါပြီတော့အခုမှကလေးတစ်ပတ်နဲ့အစင်ပြေမေကြံ့ကားသေးတော့ကပြန်လာတော့ဘယ်မလဲဝင်ဝင်ဘယ်ရဘလို့ရှာရတော့မှလဲလှသွေးရဲ့ငါကားမောင်းစားဖို့တတိမာကကားတစ်စင်ဝဲပေးလိုက်ပါတယ်ဟာစိတ်မပူစမ်းပါနဲ့အခုငါရွာပြန်လာတဲ့ဆိုတာကလည်းငါရဲ့ပထမဆုံးခရီးတဲ့ကိုကြီးຫນွေစိန်ကိုလိုက်ပို့တာဟုတ်တော့ကိုကြီးຫນွေစိန်ဟုတ်လားသူကဘာဖြစ်လို့တော့ရံဖြစ်ကြပြန်ပြီလားညကတက်ကြတာလေမျက်နှာလေးတန်ရတွေနဲ့အဲ့ဒါကြောင့်အိမ်ကဆင်းလာတာငါအဖေအိမ်နေမေပေါ့ဟာအနောက်ကနေထိုင်လိုက်လာတော့ကာမောင်ပြီးဖုံးပြောနေတဲ့တန့်ကျော်တို့လင်မယားကြောင့်ຫນွေစိန်ပြုံးမိတယ်တန့်ကျော်ပြောတာမှန်တယ်မိုးလေကင်းနေတော့လေရွာအဝင်ဝါလန်ကလှပလေတာတိမ်ဖြူတိမ်လိပ်တိမ်မြင်စတွေကိုမြင်နိုင်တယ်လို့မျက်စိရွေရမြင်နိုင်တာကတစ်ပင်ဝါပင်တွေကြီးဟော့ကိုကြီးຫນွေစိန်နိုးသွားပြီလားအာနာလိုက်တာဗျာလှသွေးလေလှသွေးကျုပ်ကိုစူးနေပြီမိမဆိုတာဒီလိုကြီးပါပဲကွာမင်းလေငါနဲ့တရက်တညတော့အဖော်ပြုတ်ပေအောင်တန့်ပြန်မသွားနဲ့ငါမုံဖိုးပေးပါမယ်ဟာကိုကြီးຫນွေစိန်ဟာကျုပ်နားလေပါတယ်ရွာကတောက်ဖို့တောက်ဖက်တွေနဲ့ချိတ်ပေးမယ်ကိုကြီးຫນွေစိန်နေသားကြလောက်မှကျုပ်မြို့ကိုပြန်มาပါဟိုမိမအနာလဲအလွမ်းပြစ်ကရင်ပေါ့မင်းတို့ဟာလေအတော်ချစ်ကြတဲ့ကောင်းနေဒီလိုဆိုတော့ရှင်တွေဖူလိုက်ခုံမိသားခဏတော့ကိုကြီးຫນွေစိန်ဟေးမကြီးကိုဖားရအောင်လို့ပြုတ်အမညာတွေတော်ဟဲတန့်ကျော်နေဘာလောက်တာလဲတောပြန်လာလားကားပေါ်တက်လေအိုးနေပါစေလောက်ပါလှသွေးဗိုက်စာတာတတ်တအောင်ကားနဲ့တင်ခေါ်တာပါအကဲဖို့အသေးပူပါအေးနေမိမလေးနေမိမအတော်ဆူငငယ်ကလည်းငါမဲ့ထိတ်ရအခုလေအတုပ်စားချင်တာတဲ့ပြီးတော့စူးပုတ်ရွက်တဲ့အေးကလေးမွေးပြီးတော့သူ့မယ်ချင်းချင်းတက်လို့မပြီးနိုင်ဘူးမတည့်တာမစားဘူးစူရငေါက်ရတာလဲဟိုမောတယ်တော်ကြီးတက်ပါအမညာသွေးတက်တာဟုတ်ပါပြီနေကားတကားကဘယ်လိုဖွင့်ရတော့တော့အနောက်ကမြည်သွားတဲ့ကားတကားဖွင့်တာညာသွေးပြူးကြောင်ကြောင်လေးနဲ့ကားတကားဖွင့်ဝင်မယ်ဆိုတော့မြင်လိုက်ရသူကဒူးတွေကိုခွေးရိုင်းကျသွားမတတ်ဖြစ်စေတာအမှန်ရရလားညာသွေးမျက်ရည်တောင်ဝဲလာတယ်မတက်ဖို့လုပ်ပေမဲ့မရလေတော့ဆွဲကူပွေးလို့ထိုင်စီသူမိုးတွေရွာတိုင်းလွမ်းမိခဲ့ရသူနှင်းတွေဝေတိုင်းလွမ်းစေရသူကောက်ကင်ပြပြတက်မိုးတိမ်ညိုတို့
ကဆုံပေါက်ကြီးစုလာတိုင်းညာသွေးနှလုံးသားတွေကလွမ်းခဲ့ရသူလှသွေးတို့မင်္ဂလာဆောင်မှာမူးမောက်တောက်နေတဲ့လူစုကြီးဦးနွေစိန်ကိုညာသွေးမနှုတ်ဆက်ဝံ့အထူးသဖြင့်စောင့်ကြည့်နေတဲ့ပတ်ဝန်းကျင်ကမျက်ဝန်းတွေကြောင့်ဆင်ကျင်မိခဲ့တယ်။မမြင်မတွေ့ရတာနှစ်ချီကြာပြီးတဲ့နောက်မှစုံရသူမျက်နာကိုမကြည့်ဝံ့အိမ်ကိုရောက်တော့မိမနဲ့ကလေးစီပြေးသွားတဲ့တန့်ကျော်ညာသွေးလေအသီးရွက်တွေသွားထားရင်ဧည့်သည်အတွက်စီအေးအေးလေးစီစဉ်ပေးမိတယ်။ဒါပေမဲ့ပန်းယုံနေဘက်မှာရှိနေသူတကယ်ဆိုအတိတ်ကတရက်ကိုလွမ်းမိတယ်။အခုရောတောက်နေတော့လားအခုမှကြည့်မိတယ်။ဦးမျက်နာကဘာဖြစ်လာတာလဲ။ဦးရဲ့မိမလက်ရလေနည်းနည်းတော့နားတယ်။ရွာကိုအလှလှုပ်เสียရှိလို့လား။ဘာလို့မိတာလဲ။ဟင်ဦးမဖြေချင်လဲနေပါ။ရွာကိုအလှလှုပ်เสียရှိလို့လား။ဘာလို့မိတာလဲ။ဟင်ဦးမဖြေချင်လဲနေပါ။ရှေးအေးအေးလေးတောက်လိုက်အောင်နော်။နေဦးညာသွေးရှင်လက်ကိုလွတ်ပါရှင်။ဘသူမှမမြင်ပါဘူးညာသွေးရခဏလေးပဲ။ဦးထက်အတိတ်မစဲပါဘူး။ဦးအစောကလေးကညာသွေးကြီးမေးခွန်းနေမေးနေတာအခုဦးမေးတာဖြေပေးပါအောင်။ဘာများလဲ။ဦးကိုညာသွေးဘလို့မြင်လဲ။ညာသွေးဦးမေးတာကိုနားမလဲဘူး။ဦးကိုဘလို့လူမျိုးလို့ထင်လဲမေးတာပါ။ညာသွေးဖြေတတ်တယ်လို့ဖြေရရင်ဦးဟာလူတယောက်ကိုလွမ်းတက်အောင်ဆွဲဆောင်နိုင်သူလို့မြင်မိပါတယ်။ညာသွေးလက်ကိုလှုပ်ပြီးတော့နော်။ညာသွေးရဲ့အိုးဦးညာသွေးပါကိုနားလိုက်တယ်ခတ်တော့တာပဲရှင်။ညာသွေးရှင်ဘာများပြောကြစီလို့လူကိုစိုက်ကြည့်နေတာလေ။ရှန်နန်နေဖြစ်ကြတာပါ။ဒီပါတန်ရာကလက်စွပ်နဲ့ချစ်မိတာပါကွ။ဘာပြောချင်လို့လဲ။ဘာမေးစရာရှိတာလဲ။ကိုတွေးမိတာအတွက်ရှက်မိတယ်။မဖြစ်တဲ့တာအတွေးလွန်မိတယ်။လက်ကင်မိုးဝေးစူးစူးရဲရဲတောင်ဟိုကမကြည့်ညာသွေးတိတ်တစိရှက်ကွေးစက်ကန်ဖြစ်ရင်လှည့်ထွက်လာမိတယ်။ဟဲ့တန်ကျော်ဧည့်သည်ကိုအစဉ်ပြန်ပို့လေဟိုကပြန်ခရီးပန်းလာတာနေမှာတွားညနေမှပြန်လာကလေးနဲ့နေမိမပါခေါ်ချင်ခေါ်သွားညနေမှပြန်လာကြပေါ့ဟုတ်ကဲ့ပါအမညာသွေးလှသွေးရောကလေးလိုက်ခင်နော်အဖေတို့စီကိုသွားပြက်လာသွားပြက်ပါတယ်သူ့မြေကိုချစ်ရှာပါတယ်ဒီလိုဆိုတော့ညာသွေးတို့အိမ်လေးကတိတ်ဆိတ်သွားတယ်မိမိလည်းမရှိတော့ဘူးမဟုတ်လားသူ့သမီးကလေးမွေးတာတောင်မမြင်လိုက်ရမြေးတောင်မချီလိုက်ရစေမိတို့နဲ့ကြိတ်ကူနေတဲ့ယောဂကျိုးမွေလို့အမေအသက်ဆုံးခဲ့ရတယ်လှသွေးရတော့သူ့သမီးကိုအမေဝင်စားတာတဲ့တိတ်ဆိတ်တဲ့အိမ်လေးမှာလွမ်းနေကြအတိုင်းလွမ်းမိတယ်အစောကအလွမ်းပြပေမဲ့မပြစ်မှားအပ်တာကိုတွေ့ရင်ရှက်ရမအေးဖွယ်ရအမေကလည်းမှားခဲ့တယ်လူပြိုလူလွတ်ကိုသာလက်ထပ်ပါတယ်လေဦးနေစိန်ကိုချစ်မိသွားတဲ့ကိုသာမုံမိတော့တယ်မချစ်မိအောင်နေဖို့အိမ်အပေါက်ဝါမှာအန်လေးကျိတ်လို့စိတ်ဆုံးဖြတ်လိုက်မိတယ်ရတာမလို့လူတာမစားလောကကြီးတဘောအတိုင်းဖြစ်လာပြန်တာကပချိုင်နဲ့ဦးလူခန့်ကြီးရဲ့တရွေ့ရွေ့ချင်းကခံရမှုညာသွေးတင်နေတဲ့ဘာကကြောင်လေးမှာစာကူပြမယ်လေကြီးရများတဲ့ဖြစ်တယ်လို့မဝတ်ချင်လို့အဖြူအစိမ်းချုပ်ပေးပါတဲ့လှသွေးနဲ့တန်ကျော်မျက်နာရှိတော့ချုပ်ပေးရပြန်တယ်ဘာလို့မှမသိဦးညာသွေးနာကတ်လာတာနဲ့ရှင်တွေခုံတယ်ပိုင်ရှင်ရှိသူကိုရှောင်တဲ့နာမို့ခတ်ခေါ်ကနေမိပေမဲ့ခွာလီလီချင်းကလာလီလီဖြစ်တဲ့ဦးအခုလည်းအိမ်မှာဟိုလင်မယားတွေရှိနေပေမဲ့အိမ်ကြီးချုပ်ဖို့ကိုယ်တိုင်းရှိတော့ဦးရဲ့ဝင်တတ်ထွက်တဲ့လေရှူဆိုင်တန်နဲ့ကိုတင်ရနကဆွဲမှတ်ဖွယ်ရတကယ်လို့ဦးသာလူပြူလူလွတ်တယောက်ဖြစ်နေခဲ့ရင်ညာသွေးမိန်းကလေးတံမဲ့ဦးကိုချစ်ခွင့်ပန်မိမယ်ထင်တယ်အတွေးတွေကရောက်ရက်ခတ်နေတယ်ဦးအကြီးတွေကစင်ခုံဖွယ်ရညနေစာချက်ပြုတ်စားကြပြန်တော့တောထမဲတောဟင်းနဲ့စားနိုင်သူကိုကြည့်ပြီးစိတ်ကူးရှင်မိပြန်တယ်သိထားတဲ့အတိတရားကြောင့်သာရှင်တွင်းရင်ခုံတန်တွေကငြိမ်သက်နေတရားရှိတယ်ညတိုင်းကတဖြည်းဖြည်းစိတ်ကူးရင်ပြင်းမာခြင်းတွေနဲ့ညာနှက်ခဲ့တယ်တညနေမှာတော့ခဲနဲ့ပြစ်တဲ့အတန်မလားအတွေးဝင်တာနဲ့လှသေးတို့လည်းရှိတာမို့ပြတဲ့နကလှက်ကြည့်တယ်။အိုးဦးနေစေဟိုမှာတန့်ကြော်ပါတယ်ကလေးထိတ်နေတာပြန်လာတော့ညသွေးအိတ်နေပြီဆိုလို့ဟုတ်ဦးစကားပြောချင်လို့ရှင်နော်ညနေခင်းမှောက်ရီပြိုအလွန်မှာတော့ဖြူလဲနေတဲ့မျက်ဝန်းရွရွကြီးတွေနဲ့ဦးတိတ်ချစ်စရာကောင်းတဲ့အိမ်အောက်ကိုဆင်းလာတော့လိပ်ပြတန့်ကျင်တာမို့ဆက်ဆူလှသွေးမကိုပြောခဲ့ပေမဲ့လင်းပြသူနဲ့သူမိအလွမ်းသိလို့မဝနိုင်စားပန်းယုံတွေပဲစောက်လာမိရင်တစ်သားပေါင်းတန်လေးပေါ်ထိုင်မိကြတယ်လှတာနေတယ်လှလှပါပါသားနေတာပါဦးကလည်းတိတ်ချီကောင်းတယ်မေယိုတင်းတင်းကြီးတွေနဲ့ယောက်ျားပိသားလွန်သူဒါပေမဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ချူစားကြောင့်ဦးကိုညသွေးချစ်မိနေတာမဟုတ်ဦးရဲ့မျက်ဝန်းအကြည့်တွေရဲ့ဆွဲဆောင်မှုကြောင့်ဦးစီမှာတပတ်သက်အချစ်သုံးပါးမှလေးဖြစ်နေခြင်းဖြစ်တယ်ဦးအခုပြောနေတာတွေကိုညသွေးတိချလေးနားထောင်မှဖြစ်မယ်ညသွေးဟုတ်ပြောပါဦးကလေမိပါမယ်ပါဟုတ်
တရက်ကန်ကောင်းတာလားကန်ဆိုးတာလားမသိပေမဲ့ဦးအခုဦးရဲ့ဇနီးမမတိမ်မှုရှင်နဲ့စုံတွေ့ခဲ့တယ်တုတ်ပြန်စကားမဆိုမိမျက်ရည်ပဲဝဲနေမိတယ်ပြောရမလားဦးစက်ပြောမယ်နော်ညာသွေးဟုတ်ပြောပါဟာရှားပါတယ်မမကိုဦးမချစ်ဘူးညာသွေးတကယ်တော့ဦးမမတို့အိမ်မှာအလုတ်အစုံအောက်ချေသိမ်းလုပ်ပြီးနေတယ်ဒါပေမဲ့တရက်မမအဖေဟာမမကိုဦးနဲ့လက်ထပ်ပေးခဲ့တယ်ဦးစနီကိုချစ်ခဲ့လားဟင်ဦးရောက်ခမကြီးကမမအပေါ်အာနာနဲ့ထိချတော့မမနဲ့ဦးတို့မချစ်ပဲလက်ထပ်ဖြစ်ခဲ့တယ်အော်ဇလန်းကယူတယ်လို့ရှိပေမဲ့နေနေစမ်းနေတာကမမတိတ်ချရတဲ့ကောင်လေးရှိနေတာပဲအမှန်ပြောရရင်ချစ်သူတွေဖြစ်နေကြကြတဲ့ကဦးသူတို့နှစ်ဦးချဝင်ပြီးကူညီမိခဲ့တယ်ပြီးတော့သူတို့တွေကိုမမနဲ့ဦးလက်ထပ်ပေးတဲ့အထိဦးကူညီခဲ့တယ်ရှင်ဒါကမမဦးကိုဟန်ဆောင်လက်ထပ်ထားတဲ့သဘောပါဒါကြောင့်ဟိုအမှန်တိုင်းဝခံရရင်လေဦးမမနဲ့တစ်ချိန်လောက်ပဲအိပ်ဖူးတယ်ဒါကလည်းမမမူးတယ်လို့ဖြစ်နေလို့ပါရှင်ကိုတုံးကနေစောက်ကန်ခံလိုက်ရတယ်လို့မျောလင်းချက်လေးကိုမြင်လိုက်ရတာတောင်ပဲပြောက်တယ်မသိဦးကိုစိတ်ဆိုးသွားလေသလားဟမ်အိုညသွေးမစိုးပါဘူးဆိုရအောင်ဦးနဲ့ညသွေးဘာဆိုင်တာကြလို့ဦးဆက်ပြောမယ်နော်ပြောပါဦးလေနောက်ဆုံးဒီရွာလာမိမှစင်ခုံမှုသွားတယ်ရှင်ဒီရွာမှာဟုတ်လားဒီရွာကအပေခံမိန်းကလေးကိုချစ်မိသွားတယ်ဘသူကလဲယူချင်အောင်မဆောင်ပါနဲ့ညသွေးရဲ့ဦးအဆုံးသက်လေးကစက်ပြောမယ်နော်ဦးနဲ့မမအခုလိုခွဲနေပြတာထားပါလားလေဖြစ်ရင်ဖြစ်သွားနိုင်တယ်ညာသွေးဘာဖြစ်လို့လဲဟင်မမကိုဝင်ရှိနေပြီညာသွေးဒါဆိုဘာလို့ခွဲနေတာလဲဦးနဲ့ရတာမှမဟုတ်တာမမရဲ့ချစ်သူနဲ့ရှာတာလေအခုဟာလေမမရဲ့ချစ်သူကသူ့ရင်တွေကိုသူ့လက်နဲ့ကျွေးမွေးချင်ပါတယ်လေဒါနဲ့ခွဲနေပြတယ်အော်အဲ့ဒီလိုပေါ့မမကိုလည်းပြောခဲ့တယ်မမသာသူ့ချစ်သူနဲ့အနေတီသွားရင်ဦးတို့ကွာဆင်ဖို့ဦးပြောချင်တာဒါကိုပြောချင်တာပါဘာလို့လဲဆိုတော့ညာသွေးနားလေမလားဟင်နားလေပါတယ်ဒါဆိုဦးကိုစဉ်းစားပေးနော်စဉ်းစားရမယ်ဟုတ်လားဘယ်လိုလဲဦးအဖြေတောင်းတာမဟုတ်သေးပါဘူးစဉ်းစားစေချင်ရောဘာလို့စဉ်းစားစေချင်လို့ညာသွေးကစဉ်းစားရမှာလဲဦးနေရှင်ရွေးချယ်အောင်မဆောင်ပါနဲ့အချစ်ရဲ့ဦးညာသွေးကိုတိတ်ချစ်တယ်အိုးဘာစကားတွေပြောနေတာလဲချစ်စကားတွေပြောနေတာပါဟင်ညာသွေးကြောက်တယ်ဦးကတားမကြမ်းပါဘူးတိမ်တိမ်မွေ့မွေ့လေးချစ်ပေးတတ်ပါတယ်ဦးနော်သွားတော့မယ်ညသွေးဦးနော်လက်ကိုလွတ်ချစ်တယ်ကွာဘယ်လိုအင်အားနဲ့ရှုံးနိုင်ပါမလဲအိမ်မဖြစ်နေမှာဆိုလို့ဦးရင်ဝင်နေမှာစာကိုသွားနဲ့ကြိုက်ကြည့်မိတယ်နားလိုက်တာဆိုတာလေတိတ်ချစ်တယ်ဦးရဲ့ညတကာညတွေတဲ့ဒီညအလှဆုံးလို့ပြောရလိမ့်မလားအိမ်ရဲ့ပန်းယုံကြီးတွေကလည်းကြည့်တော့တန့်ကျော်သူကလေးကိုလာထရင်ဦးလိုက်လာခိုက်ရီစာမရောက်တယောက်ဦးနဲ့ညာသေးတို့ပန်းယုံနေကြမှာချိန်တွေ့မိကြတယ်ဦးကတိတ်ချီကောင်းတယ်ညာသေးကိုလည်းတိတ်ချစ်နေတယ်ဖောက်လာပြန်ပြီးတကယ်ဆိုသူတကာအမြင်မှာညာသေးကအငယ်နှောက်မှဖြစ်နေမှာနော်ဦးလည်းမမကိုဖွင့်ပြောဖို့ဝန်လေးနေလိုပါကွာနော်တကယ်ပဲဟိုအမျိုးသမီးထက်ညာသေးကိုပိုချစ်တာလားတကယ်ပေါ့ချစ်ရဲ့ဦးလေညာသေးပါလေးနဲ့နှကန်းလေးကိုနမ်းချင်လာပြီညာသေးပြောတယ်လို့အခုဦးတို့ရဲ့အခြေအနေကအိမ်အောင်ကြီးဖောက်ပြန်သူတွေသဘောဖြစ်နေလို့သာဦးထိန်းချုပ်ထားတာညာသေးတိတ်ကြောက်တယ်ဘာလို့လဲဦးကိုလားဟင်လူတွေကိုပတ်ဝန်းကျင်ကိုသူတို့ပါဇက်တွေကိုညာသွေးတိတ်ကြောက်တယ်။ဦးကိုရောမကြောက်ဘူးလား။ဦးကိုတော့မကြောက်ပါဘူး။ဦးရင်ဝင်ထဲမှာအမုံလေးဖြစ်အောင်အဖက်ရတောင်လုံးဝမကြောက်။ဦးလေညာသွေးကိုတိတ်ချစ်တယ်။သွားတော့နော်မှောင်နေပြီ။ဦးတို့ပြန်တော့လှသွေးကိုညာသွေးပြောပြမိတယ်။တကယ်တော့ညီမလေးလေးသိတဲ့လောက်သိပါတယ်။တခုပဲကာယကရှင်ကမပြောမချင်းမယုံချင်တာနဲ့ဒီလိုဆိုတော့လေတနာစရာနော်တော်သေးတာပေါ့ဦးနေရှင်ကသူမိမကိုမချစ်မိလို့ချစ်မိသွားရင်သူမဟုတ်တဲ့တစိမ့်ယောက်ျားနဲ့သူမိမအိတ်နေတာကိုဘယ်လောက်ရှင်းတာလိုက်မလဲမမဘယ်လိုဆုံးဖြတ်တယ်လဲဟင်လှသွေးမမကိုအပြစ်တင်ညှို့ညင်ရှုံးချချင်တာမဟုတ်ပေမဲ့လေတခုပဲပြောချင်တယ်မမရဲ့မမဦးနေရှင်ကိုမချစ်ပါနဲ့လားမမဖေဖေကိုမေ့နေတာလားဖေဖေကမမအဆက်တိတ်ခါကိုကောက်ခဲ့ဖို့ထောင်နှန်းဆန်လိုက်တာနော်တကယ်လို့လွတ်လာခဲ့ရင်သူအနှစ်နာခံချစ်ပေးခဲ့ရတဲ့သမီးကအိမ်အောင်တဲ့အမျိုးသားကမှချစ်ကြိုက်ညားနေတယ်ဆိုရင်တွေ့ချောင်စည်းကောင်လိမ့်မယ်မမရဲ့မမရုပ်ရည်နဲ့ယောက်ျားမစားပါဘူးဒါပေမဲ့အချစ်ရဲ့ဦးလေးအချစ်နဲ့လက်ထပ်ချင်ပြီဟော့တော့
ဘယ်လိုဖြစ်မှာလဲတော့မျက်နှာလေးကလည်းမှုတ်တုံနေပါလားဘာလို့အလိုမကျပြန်တာလဲဟမ်ဥကိုပြန်ဖြေအောင်လေအခုတလို့စောင့်နေသလားလို့ညာသွေးနေသိမ့်မကောင်းလို့ပါဥကိုအဖျားလဲကူးမှဆိုတယ်ပြီးတော့အခုမှတတိထားမိအနံကနည်းနည်းတောက်လာတယ်သွားဒါဆိုအနားကိုမလာနဲ့ညာသွေးမကြိုက်ရင်ဥမတောက်တော့ပါဘူးဘာမှလာပြောမနေနဲ့ညာသွေးအိုးလှတ်ပါဥရဲ့ညာသွေးငိုလိုက်မှာတော့ချစ်လို့ပါကွာဥရဲ့အနံတွေကချုံမြိန်လွန်နေနှလုံးသားအလိုလိုက်လို့ဥစီမှာဘဝကိုပုံအော်ပြစ်လိုက်ချင်မိတဲ့အထိနောက်ဆုံးပဲဖြစ်ဖြစ်ဥနှခမ်းတွေကိုတံပြန်တိုက်ကနမ်းဆုပ်မိခဲ့တယ်ပြီးတဲ့နောက်မှာအဲ့ဒီတညအလွန်အိမ်မကညီမတတွေနဲ့တူတော်မောင်လေးပဲရှိတယ်ကလေးကအိတ်နေလေပြီတေးကြပြီလားအမအချင်းတော်ကနေကြုံတော့ဖို့ဒီနီပဲရှိတော့တယ်လှသွေးညီလေညီယောက်ျားရှိနေပြီဆိုတော့မမစိတ်ချပြီလေဖေဖေလေးဘယ်ချိန်မှလွတ်လာမယ်မသိအဆက်တွေကတော့မမစီစဉ်ထားသလိုလှသွေးပါမှမဆက်တွေတော့ဘူးနော်ငါ့ကိုတေလူလို့သာမှတ်လိုက်ပါတော့အဲ့ဒီလိုတေးစကားတော့မပြောလိုက်ပါနဲ့မမရဲ့စကားပြောကောင်းနေလို့တော့မဖြစ်ဘူးတန့်ကျော်ကလူကောင်းပဲဘာပဲဖြစ်ဖြစ်ကိုလင်ကိုရှုသေးတဲ့ရင်ရှုသေးကြားလားအိမ်အောင်ခွဲတာမျိုးမဖြစ်စေနဲ့လာကြတော့မှမို့သွားတော့မယ်ဟာဟုတ်ကဲ့ပါတကယ်ပဲဦးနေစိန်မေရဲ့ကောင်းမယ်ခါပြရမလားဟင်သွားတော့မယ်ငွေကရရလားရလောက်ပါတယ်ဟဲ့နေပါဦးမမလှသွေးမမကိုကြော့ပြရစေတာတုပါကွယ်ငါညမလေးမိခင်ကောင်းဖြစ်လို့တာရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ရပါစေကွယ်စုပေးပြီးတာနဲ့ကျိုးဘိုးအိတ်ကိုလွယ်ဘေးအိတ်ကိုဆွဲလို့ထွက်လာမိတယ်ကားကအမောင်ရိပ်တန်းနဲ့အိတ်ရှိရောက်တော့တက်လိုက်လာခဲ့တယ်အမောင်နဲ့ကားလေးကတပြေးပြေးကွေပြောက်သွားခဲ့တယ်အမောင်နဲ့ပြောက်အလင်းရောက်ချင်းဘာရီပြောနေတာလဲလှသူရကျုံမဖြေပြစင်နဲ့တကယ်ခတ်တာပဲနေဟာလေတိတ်ရဆက်တယ်ကိုကြီးနေစိတ်နေအမကိုယူမတက်ချစ်တာနေမခံစားတတ်ဘူးလားဟဲ့ကောင်တန်းကျော်တော်ပြီဒါလှသွေးအမှားလည်းမဟုတ်ဘူးလှသွေးညာသွေးရဦးကိုတကူးကူများမှားသွားသေးလားခေါင်းခါပြတယ်လှသွေးမတော့ရပဲစီဝေဝေမူးလာတယ်ဒီလိုဆိုတော့ဥတီယာခြေလံတွေကအရက်ဆိုင်ရှိရာတောက်ပြီးရင်တောက်လို့မှုပြီးပြဿနာစာမိခဲ့တဲ့အထိလားမသိတာလောက်တော့တဲ့အထိမင်းအဆက်တွေတောက်ထားတာလားဟုတ်တယ်ဗျာတောက်ထားတယ်မင်းတို့ဖြစ်ပြနေတာတွေကတကယ်ပဲလားခမရဘာတွေလာပြောနေရလဲဗျမင်းနဲ့အန်ကက်သမီးတို့ညားနေတာကဟန်ပြပဲဆိုတာလေမင်းပြေစမ်းဟုတ်တယ်ဟုတ်လို့လေအခုနားကျင်နေရတယ်မင်းအန်ကက်သမီးကိုမချစ်ဘူးပေါ့လေလုံးဝမချစ်ဘူးလုံးဝကိုမချစ်ခဲ့ဘူးဗျာကောင်းပြီမုံမုံနဲ့ချစ်ကန်ကပြောခဲ့မိတာတွေကိုနောက်တရက်အမှုပြေမှာမှတ်မိတယ်တတိဝင်တာကာမောင်ထွက်လာပြီးတော့အိမ်ထဲမှာရှိနေတာကမမပြီးတော့မမရဲ့အချစ်တော်ကိုဟိန်းဆန်ကိုဝင်းကမဖုံးနိုင်မဖိနိုင်မဟုတ်သေးပေမဲ့နည်းနည်းတော့တီးတာနေတယ်ကျွန်တော်တောင်းပန်ပါတယ်မမမင်းပါမမဘူးကောင်းလေလာထိုင်တောင်းပန်ပါတယ်မမအန်ကေကအတ္တကြည့်ခဲ့တာဒီတော့ညကဖုံးဆက်တယ်ဆိုတာကလည်းမင်းရဲ့အဖြေကိုကြားချင်လို့အကုံစုံစမ်းလို့သိထားပြီးသားဘာဖြစ်ဖြစ်တိတ်မှုရှင်ဟုတ်ကဲ့တယ်ဒီနင်တယောက်ကိုပဲရွေးဒီကောင်လေးကိုလားနင့်လူကိုလားကိုကိုကိုပဲရွေးပြရစေဖေဖေဒီကိုဝန်ကလည်းကိုကိုနဲ့ရတာမို့ကောင်းပြီဒါဆိုအမွေကိုတဝက်ခွဲပေးမယ်စားကြောက်မှာအခုလက်မှတ်ထိုးပြီးရင်နှစ်ကောင်နဲ့လိုက်သွားဟုတ်ကဲ့နေရှင်ချီတုံတူးတုံရှိသလိုဥကောင်လည်းမမော်ဝမမကလည်းဘာစကားတကုံးမှပြောမသွားမမတို့ရဲ့ကားတံပြောက်သွားတော့မမအဖေနဲ့နေရှင်သာအိမ်ကြီးတွေကြံခဲ့တာမို့အသေးထိတ်စရာကောင်းလာအောင်တိတ်ဆိတ်နေတယ်မင်းဘယ်လိုလုပ်မလဲကောင်းလေညကမင်းပြောတာကိုပြောပါအောင်ဗျခမဘာများလဲဗျမင်းချစ်ရတဲ့မိန်းကလေးဆိုတာကနာမည်ကညာသွေးပါအခုမရှိတော့ပါဘူးဘာကြောင့်လဲထွက်သွားပါပြီဘေးစီကိုထွက်သွားလဲမသိတာမို့အခုမင်းအန်တီတို့လောင်ရိပ်ကနေထွက်ခွာခြင်းလဲရပါတယ်အန်ကေကျွန်တော်ကိုထိုးချိတ်ခြင်းလဲထိုးချိတ်ပြလိုက်ပါဗျာနိုမလုံနိုင်တော့ဘူးဘာကြောင့်လဲအန်ကေမကြခင်တတိတွေမိလာတော့မယ်မနေ့မကြားဆိုတယ်လို့ပဲအသက်ဆုံးမတော့မယ်ဆိုတော့ဒုစရိုက်အလုပ်တွေကိုလျှော့တော့မယ်ဗျာဒါကြောင့်မင်းတို့ရဲ့မူမမှန်တဲ့အခြေအနေကိုအမြန်လေ့လာစုံစမ်းလိုက်ရတာတန်တရားဖြစ်နေတယ်လို့ဖြစ်နေတော့မင်းဆုံးဖြတ်ပါဒါကတော့ဘယ်လိုလဲနည်းနည်းလောက်တောက်မလားဟာတော့ပါပြီအန်ကေဒီအရက်ကြောင့်အကုန်မှားကုန်တာဟိုမျက်နှာပြောင်နေတော့စူချင်လဲစူပါအန်ကေကျွန်တော်လေအန်ကေအနာမှာပြုစုပေးသွားပါရစေမလိုပါဘူးကောင်းလေးရဲ့မင်းဟာလေတိတ်ကိုယူသားဖြစ်စင်တယ်
မင်းအတွက်အန်ကယ်အကုန်ပြင်ဆင်ပြီးပြီကိုခံပညာရက်တွေကိုသင်ယူရမယ်ပြီးရင်တော့အန်ကယ်တို့ခါစားရတဲ့တော်ဝင်အိမ်တော်မှာအမှုထမ်းဆောင်ရမယ်ခမညာမင်းကိုညာကဖုံးပြောတဲ့လောက်ဆိုတော်ကြအချစ်အတွင်းနဲ့ပျက်စီးသွားမှာအန်ကယ်စိုးရိမ်နေစီကံတကြရှိတယ်လို့မင်းရဲ့နောင်ရဲ့အတွက်ပါအန်ကယ်စီစဉ်ပေးခဲ့တာပါပြီးရင်ဒါပိုင်ဆိုင်မှုတဝက်လက်မှတ်ထိုးလိုက်ဟာမဖြစ်နိုင်တာဗျာနေပါစေဗျအန်ကယ်ရဲ့မသိခင်ဆန္ဒတွေပါကောင်းလေမငင်းလိုက်ပါနဲ့အန်ကယ်ရအချိန်ကြီးကပြောရမှာလားငိုရမှာလားမဝေခွဲတတ်တော့မမစီစကားသွင်းလေးကျင်ရနေရစီမသွားခင်တွားရောက်တွေးဆုံခဲ့တယ်မင်းမမှားပါဘူးမမနားလေတယ်ပြီးတော့မမကျူတင်ပြင်ဆင်ထားပြီးသားပါအခုမင်းကိုရွှေတောင်းပြတော်ဝင်ဆိုင်ပို့မယ်ဆိုတော့မမဝမ်းသာပါတယ်ဒါကတော့မမအဖေကျွန်တော်ကိုပေးလိုက်တဲ့ပိုင်ဆိုင်မှုစာချုပ်ပါမင်းယူပါမမအတွက်လုံလောက်ပါပြီမယူပါရစေနဲ့မမလည်းလက်မခံပါရစေနဲ့ဒါဆိုအခေပါရစေဗျာကောင်းပြီရွှေတောင်းပြတော်ဝင်ဆိုင်အိမ်နဲ့ရှင်နေအလွမ်းတွေတရီမတင်နိုင်အောင်ကျူစာလေးကျစ်ပေးမနေရဖြစ်နေရင်တိတ်ကောင်းလိမ့်မယ်ဖေစီကိုများရှောက်လို့နေတယ်လေအချစ်ရဲ့ဟုတ်ရလားမမနူရဲ့ဟုတ်ပါတယ်ဆိုအေးအဲ့ဒီနေ့ကမင်းသမီးကလေးအဆက်သူရောင်ဆောင်ပြီးသူ့ရဲ့ချစ်သူလောင်းလျာကိုစပုံတော့ဖွင့်တာရီးကျုပ်ထားတဲ့ဝတ်စုံကိုတွေ့သွားတာလေတိတ်သဘောကျသွားတာအမလီမမနူပြောမှညာသွေးမတောင်တက်ချင်လာပြီညာသွေးတို့လည်းနှစ်တော်အကြာတင်တန်းတွေတက်ချွေတာစုဆောင်ကြိုးစားလိုက်ရတာအရာထင်လာပြီထင်တယ်နေ့စပင်ကိုနှမျောတယ်ဟဲ့အိုးညက်ပြလိုက်တော့လေပေါ်ပါသွားတယ်ဒီလိုစားနိုင်တောင်းနိုင်မဲ့အခြေအနေလေးရောက်ဖို့ထမင်းနဲ့မအောင်တို့ညာသွေးတို့ကြိုးစားခဲ့ရတာမလားခဏနေကားရောက်မယ်တဲ့ရေချိုးပြီးဆိုတော့လိုအပ်တာယူခေါင်းကိုပြီးလာလာငါလုပ်ပြပါမယ်အေးမမနုနုကိုကျေးဇူးသိတင်တာပဲရှင်ငါလည်းနေ့ကြောင်ကန်ကောင်းပြီးရင်ကန်ကောင်းလာတာပါအေးဒီမျိုးကလူချမ်းသာတွေနေတဲ့စီညာသွေးတစ်ခါမှမရောက်ဘူးသိလားမမနုအခုဟာကရွှေကလေးပါကောစောငွေကလေးပါကောစောတွေခင်ပေးနေတဲ့လူချမ်းသာတွေအေးချမ်းသာတယ်လို့တောင်ပြောစရာမလိုလားအောင်မယ်ဟောရောက်လာကြပြီထင်တယ်မမတို့ရောလိုက်ခဲ့ပါလားယင်ခဲမှန်မှုတဲ့စာတငယ်လိုညာသွေးသစိမ့်ရဲ့ကားနဲ့လိုက်သွားရမှာစိုးကြောက်တယ်သူတို့ဟာစီးကန့်ကြည့်တယ်အေးလိုက်ချင်တိုင်းလိုက်လို့မရလို့ပါညာသွေးမသွားချင်ဘူးမမနုရဲ့ခတ်တော့တာပဲရွှေဦးတောင်ပြတော်ဝင်ဆိုင်ရဲ့အလေးပေးခံရတာကနက်ပြည်ကတကြဆဲမဆတယ်လို့တန်ဖိုးအနက်ကထိုက်တန်လွန်တာအေးကဲပါအေးငါပါလိုက်ခဲ့ပေးမယ်လာဟိုအခုမှပဲအလုံးကြီးကျသွားတော့တယ်လာလာညာသွေးလိုက်သွားတော့အရှင်လက်လက်နက်ပြည်ရောက်နေသလားအောင်မရတယ်ညာသွေးလက်ရကိုသဘောကျတာကမင်းသမီးနဲ့မြာရွန်းဆန္ဒတက်လျာဖြစ်တယ်တကယ်မလေးကိုခါစားဖို့ကအမားဖြစ်မှာဆိုတာကြောင့်မပိတ်ခေါ်ပဲလိုက်လာမိတာပါရှင်ရှားပါတယ်အဲ့ဒီနေ့ကပဲဒီကဒီဇိုင်နာအမျိုးသမီးအဝတ်ထဲကြောင့်ချစ်သူလောင်းလျာကိုရှာဖွေတွေးရှိခဲ့တယ်လေအကြောင်းကတော့လာမယ့်3 ရက်အတွင်းသူ့ရဲ့မွေးနေ့ကိုမြာရွန်းသွားရမယ်ဟုတ်ကဲ့ရှင်အဲ့ဒီတော့မြာရွန်းလိုချင်တဲ့ဝတ်စုံပုံစံပြောပြမယ်ရှားပါတယ်ဒီကဘသူညာသွေးပါတခင်မလေးဟုတ်ပြီညာသွေးနဲ့ရှင်ကနုနုပါတခင်မလေးနုနုဟုတ်ပြီနုနုနဲ့ညာသွေးတို့ရှင်တို့ရဲ့ဆိုင်ကိုပိတ်လို့ဒီနန်းဆောင်တော့မှပဲနေကြပေါ့ရှင်ကျေးဇူးကြီးမြတ်လာပါတယ်အစီတော်တို့သူတို့ကိုနန်းထိုင်ရအဆောင်လိုက်ပို့ကြချေအောင်အိမ်ဆောင်ရောက်တော့အိမ်မက်တောင်မဖို့တဲ့အခန်းဆောင်ကျဲကြီးနဲ့နေကြရတယ်မယုံဝပေမဲ့အနာမှာမမနုရှိသမို့နှိမ့်ချိုက်စွာအိမ်မောကျသွားတယ်ညာသွေးရှင်ဦးညာသွေးကိုချစ်တယ်ညာသွေးလည်းဦးကိုသိချစ်တယ်အိမ်မလေးကအစာလှပါတယ်စိတ်ပြောရွှင်တိုင်းဦးကိုအိမ်မမတက်တယ်အလုတ်တောင်ဝအတွက်ပြင်ဆင်ရတော့လူကမြွှွှင်ပြနေလေရဲ့ဘာပြောလိုက်တယ်တက်တော်ဆောင်အသက်ကမချမ်းမာတာမို့လူစားလဲရပါမယ်တဲ့တခင်မမင်းတို့ဟာလေအမြဲတလွဲလောက်တယ်အမတော်အကြောင်းလဲသိတာနဲ့ဘလောက်ခက်ထန်တယ်လဲစိတ်ဆက်တယ်လဲဆိုတာတွားအခုပဲလေ့ကျင့်ရေးစကန်ကနေအကောင်းဆုံးလူကိုရှာခဲ့ကောင်းပါပြီတခင်မအဲ့ဒီလိုပဲညာသွေးရေနေရတကာပါနေရတယ်ဒါတွေကိုလောက်ကင်စီမံရလွန်းလို့လက်တွဲပေါ်ရှာမိတာမြယွန်းတို့ကစရိုက်ကျန်းတယ်လေဒီကညာသွေးရဲ့မိမဆန်လွန်တဲ့ဝတ်ဆောင်ကြောင့်အဆင်ပြေသွားတာဟိုလေတခင်မနုနုမေးပြရစီနော်မမနုမေးပါဘာဖြစ်တယ်လဲမင်းသမီးက3 မစီတာအမှန်လားဟင်ဟုတ်တယ်အခုမြယွန်းအထံမှာကမြရွှန်းဆန္ဒတက်လျာကမင်းသမီး1လေမင်းသမီး3ကတော့ပျောက်ဆုံးသွားတယ်အခုရှိရင်ဟောဒီကညာသွေးနဲ့မတိမ်မယိမ့်နေမယ်ဒါဆိုကောလာဟာလာတွေကအမှန်ပေါ့အငယ်ဆုံးလေးကအငယ်ကလေးကပျောက်သွားတာဆိုတော့အိမ်မပြောနဲ့မိဘတွေကိုတောင်သူ့ခမမှတ်မိရှာမယ်မတင်
ညာသွေးမမနုနုအစာတောင်းပန်ပါတယ်ဆက်စုမိလေးပြီရပါတယ်ကွယ်တကယ်လို့အဲ့ဒီတတ်တော်ဆောင်လူကြီးသားသူ့ညီတည်ဆုံးခြင်းအတွက်ကလေးစားမချချင်ခဲ့ရင်မမအခုလောက်ခတ်ထန်သွားမှာမဟုတ်ဘူးအရှင်ညာသွေးသိချင်ရင်ဟော်ဒီကနုနုကသာမေးကြည့်ပါသူသိထားတော့ပါတယ်ဟုတ်ကဲ့ဘာပြောလိုက်တယ်သိပြီဟုတ်လားလူကပြော့တယ်မင်းသမီးဒါကထားလိုက်တော့အခုကရောအခုညနေပဲလူသေးရောက်ပါလိမ့်မယ်မင်းသမီးကောင်းပြီဒီတခါတော့တေချာစီစစ်ထားတယ်မလားစီစစ်ထားရောမကမြယွန်းကိုယ်တိုင်ပဲလေ့ကျင့်ရေးစကားမှာတွားရောက်ရွေးချယ်ခဲ့ပါတဲ့ရှင်မြယွန်းလှညီမလေးရှင်တွားလို့ရပြီမမအဲ့ဒီလူကိုဘာလို့မိလိုက်တာလဲငါသူ့ကိုရှာခိုင်းထားတာကြာပြီလူတလောင်ငွေကိုလည်းပေးထားရတဲ့နဲ့ညီမလေးပျောက်တာကလည်းကြာပြီလေပျောက်တာရှာလေဒါကိုလူညစ်ကောင်လုပ်ပြီးသူ့မယားကိုပဲငွေဖို့တယ်မြယွန်းလည်းတိတာနဲ့ရွှေတောင်းပြိုတော်ဝင်စားအိမ်မှာဘယ်တော့မှအစိကအကျဉ်းကျဉ်းလက်ထပ်ခွင့်ရှိခဲ့လို့လေစိတ်တွေလျှော့ပါမြယွန်းလည်းအငယ်ဆုံးလေးကိုရှာချင်ပါတယ်ကလေးကငကိုကမှချူချသူလေးမလားမမမြယွန်းကိုလည်းချစ်ပါတယ်ပြီးတော့အငယ်လေးကိုလည်းရှာချင်သေးတယ်ဟိုလူချီယာဖျောက်သွားလို့သာဝင်ခဲ့လိုက်ပါမင်္ဂလာပါဂါရဝပြုပါတယ်မင်းသမီးခမညာကျွန်တော်နာမည်နေစိန်ပါသူပဲမမသူကဖေဖေတို့လက်ထက်တုန်းကအစံအားကိုရတဲ့တစ္ဆာရှိအမှုထမ်းဦးလေးကြီးထောက်ခံထားတယ်လို့ကောင်းပြီဒီတရားကတော့ခံနိုင်ရင်ရှိမှာပါဒါပဲနော်လက်ထပ်ပွဲလေးပြအောင်တော့မမနုနုညံ့ညံ့လေးနေပြီးတော့ဒေါသလေးလျှော့ပြီးမြာရွက်လက်ထပ်ပွဲပြီးတာနဲ့အငယ်လေးကိုကူစားပေးပါမယ်နော်လို့အေးပါကွယ်အေးပါမြာရွက်ထွက်သွားချိန်အစီကတောင်းတောင်ကြီးစက်နေတဲ့အမျိုးသားကိုတစ်ချက်စိုက်ကြည့်မိတယ်ကိုယ့်တဲ့အသက်ကြီးလိမ့်မယ်ခန္ဓာကိုယ်ပိုင်းတောင့်တင်ကြက်လက်မှုကအသက်အရွယ်ကိုမှန်းဆလို့မလွယ်ညပိုင်းအပြင်ကိုသွားတော့ပထမဆုံးအနားကလိုက်လံစောင့်ရှောက်ပေးတဲ့သူနေစိန်တော့ဟုတ်မင်းသမီးရှင်အသက်ကြီးကောင်းတယ်ချီးမွမ်းမှုအတွက်ကျေးဇူးပါမင်းသမီးတခင်မတော်လို့ခေါ်ဟုတ်တခင်မတော်ရှင်ဟာတေချာကြည့်လေကြည့်ကောင်းလေပဲမခံယူဝတ်မှာရှင်စိုင်တော်ရဲ့စီကံကိုသိတယ်မလားဘယ်စီကံကိုစိုးလို့တာလဲပြောပြပေးပါတခင်မတော်အစီကချက်ချင်းချစ်ကြိုက်ခွင့်မရှိတာကိုလေအမှုတော်ထိုင်ရကရှန်နာခွင့်ရချိန်မှာချစ်ကြိုက်လက်ထက်ခွင့်ရှိမှလေးကျင်ရေးစကားမှာတင်ကြားခဲ့ရပါတယ်အစီကနဲ့တခင်နဲ့လက်မထက်ရဘူးလို့တော့မရှိဘူးဆိုတာရောသိရလားမသိလျော်လာပါဘာလဲရှင့်အတွက်ဒီမျိုးသမီးကနှစ်သက်စရာမဖြစ်စေလို့လားအလုတ်အစည်းအဝေးမှာတောက်တဲ့စမကားဆိုင်နဲ့တခင်မတော်ရှိဝေဝေဖြစ်နေပြီထင်တယ်လန်ကိုစောင့်နိုင်ပါရဲ့လားကားကိုတခြားလူမောင်းခိုင်းလိုက်ရှင့်ပကုံးကိုအပြန်လာမှခဏသုံးမယ်ဟုတ်ကဲ့ပါတခင်မတော်ညအချိန်ဖြစ်တယ်စိုင်းတော်ကိုလျှောက်တော့အမောင်တို့ကိုအန်တုထားတဲ့ဖမ်းမိသည့်မိအိမ်ပေါင်းဆောင်ကလှပါတယ်သူဘာဖြစ်တာလဲညာသွေးသူကအော်အဲ့ဒါပဲလေမင်းသမီးတေးဆိုတာတောက်တယ်ဆိုတာလေအလုတ်သဘောနေမှာပါမဟုတ်ဘူးမမနုနုဟိုနေပါသွားစို့နော်အေးလာတော်ကြနေတခင်မလေးသဘောကောင်းတာကိုအခွင့်ရေးယူမိတယ်လို့ဖြစ်လိမ့်မယ်ငါထင်ရောက်ထင်မှာဖြစ်တာပဲနေပါလိမ့်မယ်မင်းသမီးတစ်ကိုပွေးပိုက်သွားတဲ့သူဟာဦးနေစိမ်မဖြစ်နိုင်နှစ်တွေလည်းကြာခဲ့ပြီမိနိုင်အောင်လည်းကြိုးစားခဲ့ပြီဘာလို့ဒါဝတောင်အခုကြမှာထင်အောင်ထင်မှားတွေပါဖြစ်လာပါလေညသွေးဟဲ့ညသွေးအာဆုရှင်းမမတို့တခင်မလေးပြောနေတယ်လေဟုတ်တခင်မလေးဘာတွေများတွေးနေတာလဲညသွေးရဲ့ဘာလဲကောင်လေးရှိနေတာလားဟုတ်မဟုတ်ဘလို့ကြီးလဲညသွေးရဲ့မဟုတ်ဘူးဆိုတာကောင်လေးတော့ဟုတ်တယ်ဒါပေမဲ့မဟုတ်ဘူးတခင်မလေးစကားကအစမ်းပါလားပြောပြပါအောင်ပြောပြလိုက်လေညာသွေးတကယ်တော့လေတခင်မလေးညာသွေးတစ်ချိန်ကအိမ်တော်ရှိအမျိုးသားတယောက်ကိုချစ်ကြိုက်မိခဲ့တယ်ဒါပေမဲ့ထွက်ပြေးခဲ့မိတယ်အဲ့ဒီလူကညာသွေးကိုညာလို့လားဟင်ဒီတိုင်းပါပဲလိန်ညာခံရမှလဲစိုးကြောက်လို့သူကတော့ပြောတယ်ဟန်ပြလက်ထပ်ထားတဲ့ဇနီးတဲ့နဲ့ကွာဆင်းခဲ့ရင်တော့ညာသွေးကိုသူလက်ထပ်မယ်တဲ့ဒါကိုညာသွေးရဲ့မပြောရစင်းနဲ့တော့တခင်မလေးရဲ့ဟုတ်ပါပြီဒါဆိုဝတ်ဆောင်တွေကိုချုပ်လိုက်အောင်လက်ကိုမခိုက်မိအောင်တတိလေထားအောင်နော်မြာရွတ်ဆန္ဒတက်လျာညာသေးတို့အနာကနေထလာမိတယ်အမားဖြစ်သူစီလာမိတယ်တကားကိုဖုတ်ဝင်လာပြီးတော့အိတ်ဆက်လေးလျောင်းနေတဲ့မမအနာကအစီကံယောက်ျားမြင်မြင်ချင်းဒေါသထွက်မိပေမဲ့အစီကံယောက်ျားလက်တစ်ပတ်ကိုမမဖမ်းဆုပ်လို့ကြိုက်ထားတယ်မြာယွန်းကိုမြင်မှထမယ်ဆိုတော့နိုးသားမှစိုးတယ်ထင်ရဲ့အသားရလီလက်ကိုဖယ်ပြီးကိုယူကျလို့အနာကလှမ်းထွက်သွားလေသူပြုံးမိတယ်အစီကံယောက်ျားတွေဆိုစိတ်ရှိလက်ရှိရက်ဆက်ဖို့အနာမှာထားရတဲ့မမတယောက်ပြောင်းလေတော့မှလားနောက်တနေ့မှာဒီမေကွန်အတွက်အဖေကိုသိခဲ့ရတယ်
ငါအဲ့ဒီလူကိုချစ်တယ်မြယွန်းအလိုမမတကယ်ပြောတာလားငါရဲ့ပျောက်ဆုံးသွားတဲ့နှလုံးသားကိုအဲ့ဒီလူစီကနေပြန်ရှာတွေ့တယ်အငယ်လေးပျောက်ဆုံးမှုမှာမမပြောကလုံးဝမပါပါဘူးချစ်နောင်ဆိုတဲ့လူကိုချစ်မိခဲ့တာလေမမအပြစ်မဟုတ်ဘူးမလိမ့်တပတ်ချစ်ရဆောင်ခဲ့တဲ့အဲ့ဒီလူရဲ့အပြစ်သူမယားကိုကာကွယ်ချင်တာနဲ့မမအပေါ်သူတို့အကျင့်ရုပ်ခဲ့တဲ့အကျိုးခံစားရသွားတာပဲမမသာချစ်နောင်တို့ကိုမတတ်ခဲ့ရင်အကောင်သာဒါဆိုအငယ်လေးလေမမတတ်ခဲ့တာမှမဟုတ်တာပဲသူတို့ဘာသာတေချောင်းကြံသွားတာလေဒါကိုဟိုလူရုပ်မှမသိတာကိုမျက်ခြေကိုမမြင်ပြန်တွေ့တဲ့နေ့အငယ်လေးကိုရှာခိုင်းပြီးတာနဲ့တက်ပြင်မယ်လာနေပြီသွားတော့မယ်နော်မမတတ်တာရလားတခင်မတော့ဒါကတော့တနေ့တာအချိန်စရာပါအပြင်ကိုတော့အထွက်များမယ်နေစိမ့်ပြောပါတခင်မတော့နေစိမ့်လို့ပဲခေါ်မယ်နော်ဟုတ်ကဲ့တခင်မတော့ရှင့်အမြင်ပါမြတ်စွန်းကဘလို့လဲဟင်မပြောပါဘူးတခင်မတော့ဘာကြောင့်လဲတခင်မတော့ကိုချီမုံကဖွင့်ရလောက်တဲ့အထိကျွန်တော်ဟာအစင်တန်းတစ်ခုမှရှိမနေတဲ့သူပါအလိုဒီမင်းနေစိမ့်ဟုတ်ကဲ့ရှင်မြတ်စွန်းမြန်ဝန်နဲ့ဝန်နဲ့ကြေကိုးပရာအငွေ့တက်တွေကိုမြင်ခဲ့တယ်လို့ညကရှင်ပြောခဲ့တယ်မလားဟုတ်အခုကတခင်မတော်မြန်ဝန်အိမ်မှာကြည်လင်တန်းစင်နေပါတယ်အဲ့ဒါရှင့်ကြောင့်ပဲခမမိမဆန်တဲ့မိမနဲ့တန်မာတဲ့မိမဆိုဘသူ့ကိုရှင်ရွေးမလဲဖြေရမလားတခင်မတော်ဖြေမိမဆန်တဲ့မိမကောင်းပြီဒီနေရာကိုသွားရင်တော့အန်နေရများမယ်တခင်မတော်လူအလုံးလောက်တော့ခေါ်မကြမယ်နေစိန်ပြောနေတဲ့စကားသံတွေကိုမကြမီနေစိန်နဲ့နေစိန်ဆိုတဲ့နာမည်နဲ့လူကိုချစ်မိတော့နှလုံးသားကအချစ်မီးတွေနဲ့တငွေ့ငွေ့လောင်မြတ်စပြုတ်နေလေပြီဒီအတိုင်းသားဆိုမြာယွန်းလိုဟိုမင်းကလေးကိုအဝတ်စားပြင်ဆင်ခိုင်းရတော့မလားအိုးတွေးနေကြပါတယ်အခုပဲသွားတာကောင်းတယ်ဘယ်ကိုလဲတခင်မတော့ဟိုသွားဖို့လူတွေစုထားလိုက်တေချာလဲမှားချထားနေလိုက်မြာစွန်မြာယွန်းစီသွားအောင်မယ်ကောင်းပါပြီတခင်မတော့အမတော့ဘာကြောင့်များဒီဘက်ဆောင်ကိုရှောက်လာတယ်လဲအဝတ်ချုပ်သမားတွေကမြာယွန်းအရေးတကြီးပါပဲလားဘာများဖြစ်လို့လဲအမရဲ့နေရှင်ကိုမမမေးမိတယ်ဘာများလဲမိမဆန်တဲ့မိမနဲ့တန်မာတဲ့မိမဆိုဘယ်မိမကိုရွေးမလဲဆိုတော့သူဘာပြောတယ်လဲမမိမဆန်တဲ့မိမတယ်လေအဲ့ဒီတော့မမအလိုရှိနေတာကမြာယွန်းလို့မိမသားဆန်အောင်မမလည်းပြပြင်ပြောင်းလဲခြင်းနဲ့ဩဘာလို့လဲမြာယွန်းမမကိုမရှုံတာလားအဝတ်ချုပ်သမားတွေကိုများပေးဖို့တွန့်တွန့်နေတာလားငားတဲ့သဘောပါမဟုတ်ရပါဘူးမမရဲ့စိတ်ချအမသူတို့အခုတော့အပြင်သွားကြတယ်လိုအပ်တဲ့ခြိလိပ်တွေသွားဝယ်ကြတယ်ဖုံးဆက်လိုက်ပါမယ်မမလိုချင်တဲ့အကြောင်းဝတ်ဆောင်ပုံစံတွေပြောလေမမသွားစရာရှိတယ်ပြီးမှအေးစီစီပြောကြတာပေါ့ညနေကျမှမြာယွန်းကိုယ်တိုင်ညသွေးနဲ့နုနုကိုခေါ်လာပေးပါမယ်ကောင်းပြီမြာယွန်းမမထွက်သွားတော့ပြုံးမိတယ်မမအချစ်စစ်နဲ့တွေးတော့မှလားလို့တွေးမိရင်ရှင်တောင်တုံခုန်ခဲ့တယ်ကိုရင်တော်နေစိမ့်ဆိုတဲ့လူဟာလေတာမညာလူသားရုပ်ရည်နဲ့ကိုဟန်အချိုးစစ်ကမိမမှန်သမျှဒူးတော်ခါစားကြလာအောင်ပြေဆုံးချုံမတောင်းတင်းလေသူညာသွေးတို့လာတော့တည်တည်ကြကြပြောပြမိတယ်ညနေရောက်တော့မမပြန်ရောက်တာနဲ့ကိုယ်အတိုင်းစုဖို့နဲ့လူရတာလေးဆွေးနွေးဖို့အတူတူလာမိတယ်မမဟိုလူရောမမအမှားပါမြာရောမမမယူရက်ဆန်ပြီးထင်ရဆိုင်လိုက်တာရှင်အောင်တချမ်းဓာတ်နဲ့အထူးခံလိုက်ရတယ်အိုးဖြစ်ရလေအခုရောတတ်တာတယ်ထင်ပါတယ်သူမမကိုစိတ်ဆိုးသွားတော့တယ်သူတားနေရတာနဲ့မမဆွတ်လွတ်လိုက်တာဓာတ်ထိုးတာကိုဘာမှမဖြစ်ဘူးနဲ့ပေတီတီလှုပ်နေတာဖြစ်ရမယ်ဘယ်လိုလုပ်မလဲဘာလုပ်ချင်တာလဲမမကအစီကံမတွေကိုတွားကြည့်ခိုင်းပြန်ရင်လေစက်အိမ်တော်တွင်သတင်းတွေစောက်ပြန်ကုန်ပါလေမြာယွန်းသွားပေးရမလားမသွားပါနဲ့မြာယွန်းသိခါနဲ့မဖြစ်ဘူးဒါပေမဲ့လေမမသွားချင်ပေမဲ့မာနကခန်းနေတယ်တခင်မကြီးအလူစန္ဒကိုတခင်မလေးပြောထားလို့ညာသွေးတိထားရပါတယ်တကယ်လို့တခင်မကြီးစိတ်မရှိရင်ညာသွေးကိုစားသွားပြီလို့ရပါတယ်ညာသွေးတယ်လားဟုတ်ကဲ့ကျမနာမည်ညာသွေးပါမမနူကတော့နေမကောင်းတာကြောင့်နေခဲ့ပါတယ်ညာသွေးပြောတာလေတင့်တော်တာပဲမမညာသွေးကိုအခြေအနေအကဲခတ်ခိုင်းရင်ရောယောက်ျားတယောက်ကိုဂရွတ်မဆိုင်တဲ့မမစရိုက်ကရုတ်တရက်ကြီးပြောင်းသွားရင်မဟုတ်တဲ့တရင်တွေထွက်မှဆိုးရတယ်ကောင်းပြီညာသွေးနေစိမ့်ဆိုတဲ့လူနေကောင်းလားတတ်တာလားထူထူထောင်ထောင်ရှိရလားအစားဝင်ရလားအဖျားတက်နေလားအိယာဘောထိုင်နိုင်ရလားကြည့်ခဲ့ပြီနော်ပြီးရင်ဒါကတော့စွငွေကတော့မသိတော့ဘူးလို့ထင်ပါတယ်တခင်မကြီးတော်နေတခင်မကြီးကိုသူ့ပို့လို့စိတ်ထဲတစ်မျိုးထင်သွားလိမ့်မယ်စူးချတာပဲလေညာသွေးဆိုလို့ကျင်တာကနေစင်းကမမရဲ့ကိုရံတော့လေအခုဟာကလေ
သူ့အလုပ်ကြောင့်ပဲလေဒါကိုပြောချင်တာပါမမတဘောကိုလည်းညာယွန်းတို့နားလဲပါတယ်ဒါဆိုလေလူနှစ်ယောက်နဲ့ညာသွေးကိုလှက်လိုက်ညာသွေးငါမနာတွေမမင်းနဲ့နော်ဟုတ်ကဲ့ပါတခင်မကြီးညာသွေးအဝတ်စားသည့်ဝတ်စုံကိုကင်ဆောင်ရင်လာမိတယ်ပျောက်ဆုံးခဲ့တဲ့အချစ်ကိုတွေးတော့မယ်ထင်ရလို့လေညာသွေးအတိအယုံနဲ့ထုံထိုင်းနေတယ်အခန်းစီမှာကိုရန်တို့နှစ်ဦးစောင့်နေခဲ့ပြီးတကားကိုဖွင့်လို့ဝင်လာမိတယ်ပြတဲ့တကားကနေအဝေးကိုမျောငဲနေတဲ့လူတစ်ယောက်ကြောပိထားတော့ဦးနေစိန်နဲ့ကိုထဲမကွာလားရှင်တွေတဆက်ဆက်ခုံးနေတယ်ရှင်ခုံတော့စိတ်လာတယ်လှဲလာချိန်လက်ထဲကင်ထားတဲ့အဝတ်တွေကျမ်းမျက်မောကြကုန်တယ်မင်းရရလားအဝတ်တွေကောက်ပြီးကြည့်ပြီးတော့ထပ်ပြီးကြောပိထားသူဒါပါတော့လေဦးညာသွေးကိုမုန်းသွားတာလားတကယ်မလွတ်လိုက်တာလားတက်တာရလားရှင်မြင်းတဲ့အတိုင်းပဲလေအဝတ်မဝတ်ထားတော့ဖူးထွက်နေတဲ့ကြွက်သားအတုံးခဲတွေကိုမြင်တာနဲ့အတိတ်တုန်းကစိတ်ဝင်အိုးကိုလွှမ်းမိတယ်ဦးနေစိန်နော်ဘာလဲမင်းကိုဘာမှလိုက်လဲဦးနေစိန်ကျမနာမည်ကိုသိလာရင်ခေါင်းခါပြသူရှင်ဝါကိုအကန်ခံလိုက်ရတယ်လို့ဦးရဲ့မျက်ဝန်းတွေကတည်ငြိမ်လွန်သူလိန်ညာတယ်လို့လည်းမဟုတ်ဟန်အပြည့်မင်းကိုတခင်မအနာမှာတခါမှမမြင်ဘူးပါဘူးဟုတ်ညာသွေးရမင်းသမီးနေစီမှာခါစားနေရသူပါညာသွေးဟုတ်လားရှင်ဟုတ်ကဲ့မျက်ဝန်းတွေအစီလေးအောင်မျော့လင်းတကြီးလူကိုကြည့်လာတဲ့မိန်းကလေးကိုဦးနေစိန်တဝါကြီးပွေးဖန်နှမ်းဆိုင်ခြင်းနဲ့ဒါပေမဲ့နှစ်လရှိကြာကုစားခဲ့ရတဲ့ရှင်တွင်ကဝေဒနာတွေတားမြစ်ထားတယ်တခင်မဘာတွေမှားလိုက်တယ်လဲတတ်တာတလားကြည်ခိုင်းရုံမှာဒါဆိုမင်းသွားနိုင်ပြီအခုညပဲနားယုံလို့မနှက်စာကစားလို့အပားတော်အနာခါစားလဲပါမယ်လို့ပြောလိုက်ဟိုဘာလို့အပ်သေးတာလဲဟင့်မျက်ရည်လေးဝဲသွားတဲ့ကောင်မလေးကြောပြည့်ရနေရင်ကလှည့်လာလိုက်တာနဲ့မြင်လိုက်ရတဲ့အချစ်ဦးမိန်းကလေးကိုအခုလိုပြန်တွေ့ခဲ့မယ်မထင်နဲ့ရောင်စာခံခဲ့ရတယ်ဆိုတဲ့တရင်အချက်လဲစပြီးတဲ့နောက်တောက်လျှောက်ဖွေရှာခဲ့ပေမဲ့မတွေ့ခဲ့တွေ့မယ်တွေ့တော့လဲညပိုင်းအိမ်မပြောလူးလိန်တွေ့တော့ရင်တယောက်သောသူစီဟာတိတ်တဆိတ်သွားစားမိတယ်အိမ်ဆောင်ကပြတဲ့တကအနာမိုက်တွေငေးလို့နေခဲ့ရတဲ့ချစ်သူပိန်သွားလိုက်တာအိုးအမလီတော့တရဲလာမသိဘာဖြစ်တာတော့မမနူရဲ့နေကောင်းပြီလားပြောမိုက်ကနေထလာလိုက်တာအေးဟိုကတစ်ပင်မော်အစိတ်လိုလိုအေးပေါက်ပေါက်ဆာဆာတော်ပြီတကားပိတ်တော့မယ်အေးပါမမနုနေမကောင်းထပ်ဖြစ်လို့မဖြစ်ဘူးနော်ညာသွေးတယောက်တည်းဆိုတိတ်ပင်မှန်းနေအေးပါအေးပါဟဲ့ညကတိတ်ဆိတ်နေတယ်ရှင်နေကလန်ကလေးကြီးဖြစ်နေတာအမှန်ဦးနေစိန်အတင်းမိသွားတာလားညာသွေးကိုမုံလို့မေးရအောင်လေအချီတွေကသစိမ့်ဆန်လွန်နေနောက်တနေ့အိယာဝင်နောက်ကြတော့မူရိပ်ရိပ်နဲ့တခင်မကြီးစီသွားမိတယ်တခင်မကြီးရေချိုးနေလို့စောင့်နေမိတယ်ဒါဟုတခင်မလေးကအေးတကြီးခေါ်လို့အခန်းအပြန်အလော်တကြီးအထွက်မူးခွေကျသွားတယ်ပွေးပိုင်ချီတဲ့သူကတခြားလူမဟုတ်အိုးရှင်ဘသူလဲမထိတ်လာပါနဲ့ငါနာမည်မင်းတခင်မြတ်နာမည်ကလည်းဘာဖြစ်လို့ရှင်ဒီအခန်းထဲစောင့်နေတာလဲမြင်ချင်းချစ်မိသွားလို့မဖြစ်နိုင်တာဖြစ်နိုင်ပါတယ်ဒီလောက်လာတဲ့မိန်းကလေးဒီကဘာမှာရှိနိုင်တာကမှမဖြစ်တင်တာတော်သေးတာပေါ့ငငယ်တုန်းကစေးစံမဲ့ကလေးမကပျောက်သွားလို့ဘာတွေပြောနေတာဟုတ်တယ်အဖေတို့ကအဲ့ဒီလိုပဲပြောကြတယ်မမမြရွံနဲ့မကြီးမြဆွန့်ကြလဲငါနဲ့အရွယ်กว่าတော့မသိတော့ငါလည်းမကြိုက်တာနဲ့အဲ့ဒီတော့ဘာဖြစ်လဲငါကန်ကောင်းသွားတယ်လေနင်ကတိတ်လာတယ်အလိုလေမေ့လို့နင်မဟုတ်ဘူးဒီကလူကလေတခင်မလေးတို့ကိုတရင်တနေ့ခေါ်ပြောနေပေါ်ထားရင်ဘာဖြစ်တာလဲအဲ့ဒါအေးစိတတနားနေစမ်းပါလာမထနဲ့အယူသေးမပေးနဲ့ရတယ်ရှင်မွေးနေတာပဲကွာငါသွားမယ်ငါနာမီကိုတေချာမှတ်ထားနော်အိမ်မုံဆုံးမလေးဖြစ်လို့ကြံခဲ့ရသူကြည်ကောင်အမျိုးသားတယောက်ဖြစ်ပေမဲ့ညာသွေးတင်တာကတခြားတယောက်ဦးမဟုတ်ဘူးလေလားစိတ်ပြက်လက်ပြက်လက်အချင်းပေမဲ့တရိယာလိုထလာမိတာကတခင်မလေးထံတခင်မကြီးပါရှောက်နေတယ်အနာတွင်ဦးရှိနေတယ်ချောလိုက်ပါပြီနဲ့နှက်ခမ်းတွေ့ကြီးရဲ့အနံ့ကိုတောင်းတမိတဲ့အထိတခင်မကြီးကဘာမှတော့မပြောမိမသားဆန်းဆန်းနေဖို့အထိဝတ်ဖို့ဆင်ဖို့တိုင်ပင်ဆွေးနွေးပြောပြတဲ့အထိညာသွေးအေးစေးတတနားထောင်နိုင်တယ်ဒါပေမဲ့ဘယ်လိုပြောလိုက်တဲ့တခင်မကြီးမင်းတခင်မြတ်တော့ကံကောင်းနေပြောရမယ်ဟုတ်ပါနော်ပြီးတော့ညာသွေးလည်းကံကောင်းပါတယ်သူကကြည်ကြည်တဲ့ချမ်းသာတဲ့တထေးကြီးရဲ့သားလေညာသွေးဥရဲ့မျက်ဝန်းတွေကိုမတိမတာကြည့်မိပေမဲ့တည်ငြိမ်နေရှင်းချက်တယ်စိမ့်သက်နေတယ်ပြန်လာပြီးတော့ငိုတယ်ဘာတွေဖြစ်ခုံတာလဲညာသွေးဘဝဟာကန်ဆိုးခြင်းတွေကိုပဲလက်ဆောင်ရနေတော့မှလားပြင်းတဲ့တကမှတစိမ့်စိမ့်တွေ့လို့မိထောင်ငိုနေမိချိန်မမနုနုပြောတယ်လို့အပင်တက်မှာကအစိမ့်မဲတကူတရေတစီက
နောင်တရာနှလုံးသားကိုမချင်းချောက်နိုင်မှုထင်တယ်နာကျင်စရာရှိစရာကိုသာဆက်လို့နာကျင်နေမိတယ်အဲ့ရဘောလဲချအိတ်တော့အတိတ်ကဥရဲ့ချစ်စရာပချိုင်လေးကိုလွမ်းနေမထင်ရင်မထင်သလိုပြုံးနေအပြုံကိုတောင်းတမိတဲ့နှွေးထွေးတာထပ်ပိုးတဲ့ဥရဲ့ရင်ဝင်ကြီးကိုတန်းတလွမ်းမိတယ်ညကစိမ့်သက်တယ်လေးနဲ့တစားစင်ပြန်နေဘယ်ကဘလို့အိပ်ပျော်သွားတယ်မသိရက်တွေအတော်တန်ကြတဲ့အထိနာကျင်မှုကဆွေးမပြေကွဲမပြေအဲ့ဒီထဲကအကောင်းလို့ပြောရမလားတခင်မလေးမင်္ဂလာပွဲအတွက်အာဆိုင်လောက်ကင်ပေးခိုက်မင်းတခင်မြတ်ဆိုတဲ့ကောင်လေးညသေးကိုပေါ်ပေါ်တင်တင်ပိုးပန်းလာတယ်ဥကတော့ညသေးတွေကိုဖုံးနေတဲ့ငါပြီးရှိတယ်လို့တောင်းမထင်မောချက်တယ်မတက်တာတဲ့အစုံမင်းတခင်မြတ်ကိုလက်ခံခဲ့တယ်တခင်မကြီးနဲ့ဦးလိုရဲ့တရင်ကလည်းငွေပြန်လာခဲ့တယ်အခန်းထဲဝင်လာတဲ့ချစ်ရသူစိတ်ထဲမတင်မကျဖြစ်နေတာကထုတ်ပြောဖို့ညသေးကိုသိချစ်တဲ့အကြောင်းပြောဖို့နှုတ်လေးနေတာအမှန်ဒီတော့ပြတဲ့တကားဘက်ထလာလို့ကြောပေးပြစ်မိတယ်အနောက်ကခြေတံတိတ်တိတ်ကိုကြားရတယ်တခဏအကြာတိတ်ဆိတ်တန်းတော့တကားဖွင့်တန်ကနှုတ်ဆက်တန်ကိုရေးကြော်လို့ထွက်ပေါ်လာတယ်အပြေးထွက်လို့လိုက်ပြီးမြင်ရတာကမင်းသမီးတစ်ကိုအကျိုးသေးပြလို့ကြံရစ်ခဲ့တယ်မနှက်ပြန်ညာသေးကိုမင်းတခင်မြလာခေါ်လိုက်မယ်အကယ်လို့သူလာမခေါ်နိုင်ရင်နေစိမ့်လိုက်ပူရမယ်ကောင်းပါပြီတခင်မပြီးတော့လေပြောပါတခင်မနေပါစေတော့တခင်မမျက်ဝန်းတွေကိုရှိမိတယ်ညာသေးကိုလည်းချစ်တယ်ညာသေးစီကဖြည့်ရှင်းချက်ကိုလိုချင်တယ်ထုံးစံပုံမှန်ဆိုသလိုတပတ်အနက်ကိုချောင်းမှာစီးနောင်ထွက်လာတာကချစ်သူကိုခိုးကြည့်ရအဆောင်နာကအပင်မျက်စီအဆောင်ထဲမှာညာသေးရှိမနေဘာကောင်လည်းမသိကြိုက်တယ်လို့ဆိုတော့ခါပုတ်ရင်ပြုတ်ကြတယ်ကန်ဆိုတယ်ပြောရမလားအောက်ကိုရောက်တာနဲ့အနာမှာရှောက်လာလေတဲ့ခြေတစုံဟာမပြေးပါနဲ့တော့ဦးရဲ့ဦးဆိုတာညာသွေးသိပါတယ်ဦးဘာလို့ဒီလိုလောက်တယ်လေတော့ညာသွေးမသိပေမဲ့ညာသွေးဦးကိုမေးလိုက်ပါတော့မယ်ဘာပြောလိုက်တယ်တခင်လေးကညာသွေးကိုသိချစ်ရှာတယ်မချစ်ရဘူးလုံးဝမချစ်ရဘူးဒါကညာသွေးရွေးချယ်မှုလေညာသွေးကိုဘသူမှမပိုင်ဘူးညာသွေးအတန်မမာနဲ့ဦးကရက်ဆက်ရတဲ့သူမို့တူတောင်တဲ့ကာလမှာညာသွေးခန်းစားခဲ့ရသမျှကိုနားလည်မယ်မထင်ပေမဲ့ညာသွေးဦးကိုလက်လျှော့လိုက်ပါပြီညာသွေးလက်ကိုလွတ်ပါညာသွေးသွားတော့မယ်ချစ်တယ်ညာသွေးကိုဦးသိချစ်တယ်ဟဲ့အင်းမချစ်တော့နဲ့ညာသွေးဦးကိုချေရတာတေချင်စောနံဘူးပြီညာသွေးလွတ်လပ်ချင်မင်းဘာမပြောညာမပြောနဲ့ဦးနေစိညာသွေးနှက်ခမ်းလေးကိုအတင်နန်းဆုပ်လိုက်တယ်ပါးလေးတွေကိုဖြစ်ညစ်လို့နန်းတယ်တကူလုံးကြိမ်မွားမတက်ပွေးဖက်လိုက်တယ်ဒီမြေခွင်းကရင်ခုန်စရာကောင်းတာထပ်ပို့တယ်လှပါတယ်ကြည်နူဖို့ကောင်းတယ်ဒါပေမဲ့လူတယောက်အမြင်မှာတော့မလွယ်ပါဘူးလားတပြင်းချတန်ကိုတော့အချင်းနဲ့မြူးနေသူနှစ်ဦးကြားနိုင်လိမ့်မည်မထင်ပျောက်ဆုံးနေတဲ့မိန်းကလေးတယောက်ပျက်စီးသွားတဲ့မင်းသခင်မြရဲ့မင်္ဂလာပွဲငိုရှိုက်နေတဲ့ယောက်ျားတယောက်ပျော်ရွှင်နေတဲ့မိန်းမတယောက်အမှန်တရားကိုသိရှိသွားပြန်တဲ့မိန်းကလေးတယောက်ရန်နေငယ်ကြာပြီးတဲ့နောက်မှာပေါ်ပေါက်လာပါလိမ့်တော့အပြောင်းလဲတရက်ဒီအိမ်ဟာရှင့်ရဲ့အိမ်လားဟုတ်ပါတယ်သခင်မငယ်ဒါဆိုဘယ်မှာလဲမြာရွန်းတို့ညီမလေးဘယ်မှာလဲလို့လှသွေးရဲ့ဟဲ့လှသွေးလာပါပြီရှင်ဟဲ့တော့အဖေဖအေးကိုပြေးဖတ်တဲ့မိန်းကလေးရုပ်ရည်ကအထက်တန်းသားမဆန်ညီမလေးဖြစ်နိုင်မယ်မထင်ရှင်မယိုးသားတာကြံစီမယ်တော့မတွေးနဲ့နော်ရှင်ဘေးဝင်ချင်မှာတနတ်မောင်းတင်ထားတဲ့သူတွေအသိမယ်နားလေပါတယ်အခုလေနောက်သားနဲ့အပြစ်မှတေချာသိသွားလို့ပြန်လေအနှင်းကျင်လို့ပါလူယုံမှာမျက်လုံးအကြည့်တွေကတည်ငြိမ်နေမယုံချင်ပေမဲ့လှမ်းဝင်လာမိတယ်ဒါပေမဲ့လို့ဘာပြောလိုက်တယ်ဟုတ်တယ်အဖေမမပျောက်သွားတယ်အလုံးလုံးမဲဆိုပြီးထွက်သွားတာသူကိုယ်တိုင်ကလည်းအဆက်အသွယ်ဖြတ်ထားမိပြောတာနဲ့ဒါဘလို့ဖြစ်ရတာလဲကျုပ်မတက်နိုင်ဘူးတခင်မငယ်ချစ်နောင်ဟာကျုပ်ကိုတွေးလို့ဆန်းတာလားတမင်ကောက်ချစ်ခဲ့တာလားမသိပေမဲ့ဘာမှအပြစ်မရှိတဲ့ကလေးကိုရက်ဆက်မိခဲ့တယ်။အိုးမျက်ရည်ဆက်လက်နဲ့လာပြီးဒရာမာခင်းပြမနေနဲ့ညီမလေးနာမည်ဘာတူလဲသူ့ရဲ့ပုံဖြစ်ပေးစမ်းပါကျမတို့ညီမလေးကိုမရရအောင်ရှာမဖြစ်မယ်လှသွေးသမီးရှိတာတွားယူတာကတုတ်ကရုတ်ထပြေလို့ယူလေသူတောင်အကြမှာပုံတပုံယူလာတယ်တကယ်မှအထွေလေးကသိချူချတယ်ဒါကတော့အပြူရွယ်ကရိုက်ထားတာဖြစ်မယ်နာမီကညာသွေးတဲ့မြာယွန်ခေါင်းနဲ့မူးနောက်လာတယ်ဘာတွေဖြစ်ကုန်တာလဲခြေလွန်လက်လွန်ဖြစ်ပြီးမှညာသွေးဟာသူတို့ရဲ့ညီမငယ်လေးတွေလားလွန်ခဲ့တဲ့ဇက်ပိုင်းခန့်ကဘယ်လိုပြောလိုက်တယ်နေ့အစီကမှဟာငါရင်ကိုဓာတ်နဲ့ဆိုင်မဲ့ကောင်းမပဲမြာယွန်ငါဘာလုပ်ရမလဲအိုးမမဒီလိုပြောပြီဆိုမမညာသွေးကိုဘာလုပ်ထားပြီလဲမမအမြဲတမ်းဒေါသရှည်တန်းတင်မိတိုင်းလူတက်နေကြမလားဘာအင်းလဲမဟုတ်မှ
ဟုတ်တယ်ငါညာသွေးကိုတက်ခိုင်းလိုက်ပြီးဖြူစင်တဲ့စိတ်ထားလေးကြောင့်ငါလည်းနဲ့မတက်တာမမငါ့ကိုလာမအော်နဲ့မြယွန်မမမြင်ခဲ့တဲ့အတိုင်းသာဆိုလွန်တာကမမရဲ့လူလေမမလူလေလို့ဒီမမြယွန်ငါကနေအမနော်နင်ဘာတွေနားနေတာလဲဘာတွေတွေ့တားနေတာလဲဘသူပဲဖြစ်နေနေလူအသက်လေမမအဲ့လောက်တောင်ရက်ဆက်သလားရက်ဆက်တယ်အချက်တော့ငါတယောက်တည်းရှင်းသမ်းမရစေငါရက်ဆက်ပြင်မယ်မမကမြယွန်နင်အော်ရမယ်မမဘာလဲမမဒီလိုလို့ဟိုလူနေစိန်ကလက်ပိုက်ကြည့်နေမယ်ထင်လားသူဘာတတ်နိုင်မှာလဲဒါဆိုမမများဆွမ်းရည်တန်ကိုပြန်ကြားအောင်လာမိတယ်တကယ်ဆိုညသွေးဆိုတဲ့မိန်းကလေးကတည်ဆုံးသွားပြီနေစိန်ကပျောက်ဆုံးနေတယ်ဒါမှမဟုတ်ရင်ရွှေတောင်းပြူဆက်အိမ်တော်ကိုခြေဦးလက်ရမှာမြာယွန်ဆန်သိကြောက်နေမိတယ်လက်တွေတုံရင်နေတယ်မမစီမတုံမနေအလင်းစောနဲ့ဆိုင်းနေငယ်ပြီးတဲ့နောက်ကဟာပွင့်နေတဲ့တကားအသာဖွင့်ဝင်ကြည့်မိချင်းမှောင်မိုက်တဲ့နေရာကလှေကားတွေဟာမြာယွန်းစိတ်ကိုခြောက်ချားစေတယ်တလန့်ကျင်လှန်ရင်ညင်းပြူတန်ကြောင့်မီးထွန်းကြည့်မိချင်းသွေးအိုင်ကွက်တဲ့လဲကျနေတဲ့မမမြဆွန်းဆန္ဒတက်လျာခြေထိလက်ထိတ်ကတ်တဲ့တန်ခွင်းတွေမှာလည်းသွေးစွန်နေတယ်မမကိုပွေ့ချီခေါ်လို့မပြေအကူညီခေါ်လို့တေယူမရင်စေးကုသာပေးမိတယ်ကြားသိရတဲ့တရင်အရာဆိုနေရှိန်ဆိုတဲ့လူစက်အိမ်တော်အတွင်းကထွက်ပြေးသွားတဲ့မမကိုပြေဆိုရင်မျက်ဝန်းအိမ်ကနေမျက်ရည်တွေခမတစိမ့်စိမ့်ကြတယ်မမရက်ဆက်တတ်တာမြယွန်အသိညီမလေးဘလောက်တောင်ကြောက်နေရှာလိုက်မလဲတရက်နေနေတတိလက်မေမျောနေတဲ့မမများစွန်တတိရလာတော့လေအယူတယောက်လိုမြယွန်ဘလို့ပုံဘလို့စိတ်မျိုးနဲ့ရှင်းပြရတော့မလဲရှင်ဘာလောက်တာလဲဘာရီလာပြောနေတာလဲတမျိုးမထင်ပါနဲ့မိတ်ကလေးကျုပ်ဟာဦးနေစင်ရဲ့လူပါဒါဆိုရှင်ဟိုလူတွေကိုတက်ပြစ်တယ်ဆိုတာကတခင်မကြီးကညာသွေးနဲ့ဦးနေစင်အကြောင်းသိသွားလို့တက်ဖို့လွှတ်လိုက်တာပါညာသွေးထွက်ပြေးလာတော့ကအတိအငေါ်မရှိအစင်ပြေချောမွေခဲ့တာဒါကြောင့်ကိုညာသွေးရှင့်ကိုကျေးဇူးတင်ပါတယ်ရပါတယ်ကျေးဇူးစီလို့ကျေးဇူးဆက်တဲ့သဘောပါခမရကိုဦးနေစင်လာခေါ်ပါလိမ့်မယ်လောလောဆယ်ဇက်မြုပ်နေရမယ်တကယ်တော့တခင်မကြီးကသူချစ်ရတဲ့ညီမတယောက်ချစ်သူယောက်ျားတယောက်ကြောင့်ရင်ရင်လေးယူနေတဲ့မိန်းမကြီးလေဦးညာသွေးကိုလာခေါ်မှာပေါ့နော်ဒါပေါ့ဗျာမင်္ဂလာပွဲပြတ်သွားလို့လေနောက်ထပ်ဘေးရန်တွေကထက်ရှိသေးတော့ညာသွေးကျုပ်ကိုရှုံကြည်မဖြစ်မယ်ကျုပ်နာမည်နိုင်မြတ်ပါနိုင်မြတ်ဘယ်တက်နိုင်မှာမလဲညာသွေးဘွားကလည်းရိုးရှင်းနေကြတာကိုချစ်ရတဲ့ဦးကြောင့်ရှုပ်ပွေရလေပြီနိုင်မြတ်ဆိုသူနောက်လိုက်ခဲ့တယ်နိုင်မြတ်ဟာကျေးဇူးတည်တဲ့ယောက်ျားတယောက်ပြီးတော့အချိန်တစ်ခုကိုရှောက်တဲ့အခါမှာတော့ဦးနေရှိန်နဲ့ညာသွေးတို့ရဲ့ဘဝလေးအေးချမ်းတဲ့မိသားစုဘဝလေးတည်ဆောက်နိုင်ပါစေလို့ဆုတောင်းရင်ဖြင့်ပရိသတ်များရှင်ပရိသတ်ကြီးအခုနားဆင်ကြရတဲ့အချစ်ဇလံလေးကတော့စာရေးသူဦးငယ်ရေးသားထားတဲ့ဦးရဲ့ပချိုင်လေးဆိုတဲ့ဇလံလေးရဲ့အစအဆုံးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာအချစ်ဇလံလေးတွေကိုတင်ဆက်ပေးအောင်ပါမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးကြတဲ့တယောက်ချင်တဲ့တိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်